တော်ဘုရားနဲ့တကွာကျန်တဲ့လူကြီးသူကြီးအားလုံးကိုကြော့ပါတယ်တောင်းပန်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကပြောရင်းဆိုရင်ကနေတော့ကလေးတွေကိုအာယုံစိုက်မိတဲ့ခါကျတော့တစ်ချက်ချင်းမှမင်းနဲ့ငါနဲ့ပြောမိပါလိမ့်မယ်။အဲ့လိုပြောလို့ရှိရင်လေအောင်သိန်းဟာငါတို့ကိုပြောတာမဟုတ်ဘူး။တို့သားတို့သမီးတွေပြောနေတာပါလားဆိုပြီးတော့ observer လို့ခေါ်တယ်အင်္ဂလိပ်လိုဘီးကရက်ကြည့်ပြီးနားထောင်တဲ့အနေနဲ့ငါတို့သားသမီးတွေကိုအောင်သိပြောနေပါလားဆိုတဲ့သဘောမျိုးနဲ့ခွင့်လွတ်တဲ့မျက်စိနဲ့ကြည့်ကြပါခွင့်လွတ်တဲ့နားနဲ့နားထောင်ကြပါလို့ကြိုတင်တောင်းပန်နေပါတယ်အတန်ချက်သက်လည်းပဲ volume နည်းနည်းလေးလျှော့စေခြင်းဘာကြောင့်လဲဆိုတော့အတန်ကဟုံးပြီးဝါသွားတော့ခုနကဟိုကောင် OBJ ပြောတဲ့ဥစ္စာဟိုးသွားနားထောင်ရတယ်ဒီနာကတ်နေတဲ့ခါကျတော့အတန်ချက်သက်သမားများကလည်းပဲသူတို့အတန်ချက်သက်ဘလောက် order ဆိုကြောင်ပြီးရဲဆိုကြောင်ကြော်ရဲကျဲရဲဆိုကြောင် OBJ လူကလှုပ်ချင်ကြတယ်အဲဒါကြောင့်သိပြီး OBJ မလုပ်နဲ့ကွာနည်းနည်းထိမ့်ကွာမင်းတို့အဲ့ဒါမင်းတောင်းမှန်တယ်ကိုင်ကောင်းပြီခုနက OBJ ပြောသွားတဲ့ဥစ္စာမှာတကယ်လဲကောင်းပါလေကြားသလောက်ပေါ့လေဒီနားတော့ကောင်းမကြောက်ဟိုသားကြတော့လိကြားရတယ်အလွန်စေနာကောင်းတဲ့အကောင်ဒီကောင်လို့ပြောကြတာကတော့ကဘာနိုင်ငံကျော်ကဘာကျော်ကာတွန်းဆရာကြီး OBJ ကိုဒီကောင်လို့ပြောတာကစိတ်မရှိကြနဲ့ကျုပ်ကစာရေးဆရာဖြစ်ပြီးတော့ RID သွားဟောပြောတော့ဒီကောင်ကပေါက်စားရှိသလားကျောင်းသားရှိသလားအဲ့မှာဒီကောင်နေမေးတဲ့ကောင်တွေထဲမှာတောက်တောက်တဲ့အောင်သိကိုမေးတဲ့ထဲမှာဒီကောင်တွေပါလာပေါ့ထားလိုက်ပါတော့အခုပြောချင်တာခုကျွန်တော်ပြောရင်လည်းဆိုတာလူငယ်တဲ့ပညာဆိုတာပြောမယ်လို့ကျွန်တော်ကောင်းဆက်ပေးထားတယ်ကောင်းပြီအခုနည်းနည်းလေးလဲ9နိုင်လောက်ဆိုတော့ရင်းနေတဲ့ပိုင်းလဲရောက်လာပြီနော်သူစဉ်းစားပြောကြအောင်ခဏကလို့ပေါ့လေရည်စရာမောစရာတွေလည်းပါခြင်းပါမယ်အဲ့အောင်သိပြောလို့ရှိရင်ရည်စရာပြောတတ်တယ်ဒါပေမဲ့ရည်စရာရဲ့နောက်ကမောစရာပါလာလေးရှိတယ်အဲ့ဒါတော့သတိထားဖို့လေကောင်းပြီတို့ပထမဆုံးစစဉ်းစားတာဘဝဆိုတာပါလေစဉ်းစားတော့ဘဝဆိုတာပါလေအင်္ဂလိပ်စကားတစ်ခုရှိတယ် if you don't ask me I knew but if you ask me I don't know တဲ့မင်းမမေးရင်သိတယ်မေးရင်မသိတော့ဘူးအဲ့ဒါလေးပဲဘဝဆိုတာပါလေဟောပြဿနာဘဝဆိုတာဘဝတိဖြစ်ခြင်းဘာညာဒါဘောပါဠိလိုတော့ဟုတ်တာပေါ့ပါဠိလိုမှာဘဝဆိုတာဟုတ်တယ်ဘဝတိဖြစ်ခြင်းဘာညာရှိပါတယ်ဒါမဲ့ဘဝဆိုတာပါလေတကယ်စဉ်းစားလိုက်တဲ့အခါကျသေချာစဉ်းစားကြည့်တော့ငွေချင်းနဲ့သေချင်းရဲ့ဂျာကာလဟာဘဝပဲမွေးတဲ့အသေးလေးမွေးလာလို့ရှင်ဘဝမရှိတော့မွေးတဲ့ဥဝဲသေးသွားပြီဘဝမရှိတော့မွေးချင်းနဲ့သေချင်းရဲ့ဂျာကာလရဲ့ဘဝလို့ခေါ်တာအဲ့ဘဝကိုဘာခေါ်လဲဆိုတော့အသက်လို့ပြန်ခေါ်တယ်အသက်နဲ့ဘဝနဲ့စကလုံးချင်းသာကွာနေမယ်လို့အတူတူပဲသူချင်းကအသက်မရှိရင်ဘဝမရှိဘူးအသက်ရှိရင်ဘဝရှိတယ်ဒါဖြင့်အသက်ဆိုတာဘာလို့ဖို့လဲအရေးကြီးတဲ့စကားတွေလာတော့မယ်နော်ဖြည်းဖြည်းလာတော့မယ်နော်နည်းနည်းညင်းနေလာပြီနော်တောက်တောက်တဲ့တောင်ပြောလိမ့်မယ်သူအောင်သိလှထားနေပဲဟင်းသရာတော့ယူကြံရိတ်ကလေးမယ်ဆိုတော့ဟိုးအရင်တကားလို့မိတွေပါတော့ရှောက်ပိတ်မပြင်းနဲ့အဲ့ဒါမင်းတို့ငါကြောက်တာငါရိုးပြောတာငါပြောတာတရားမမှုမင်းတို့လက်ခုပ်တီးတာနဲ့ရာဇဝတ်မှုဖြစ်လိမ့်မယ်အဲ့တော့ဝိညာဉ်နဲ့တေခြင်းရဲ့ဂျာကာလကိုဘဝလို့ခေါ်တယ်အဲ့ဘဝဆိုတဲ့အသက်ရှင်တန်ခြင်းကိုဘာလို့ရလဲဆိုဘဝမှာနှစ်ခုပဲရှိတယ်တစ်ခုကအသက်ရှင်တန်မို့လို့ဘာကြောင့်ရှင်တန်မို့လို့လဲဘယ်လိုရှင်တန်လို့လဲဆိုပညာအဲ့ဒါပဲပြောချင်တာအဲ့ဒါအဲ့ဒီပညာမပါလို့ရှိရင်ဘဝမရှင်တန်တော့ဘူးအသက်မရှင်တန်တော့ဘူးအဲ့ဒီဘဝရှင်တန်မို့လို့ကိစ္စပြောဘာအရေးဆိုကျမ်းမာရေးပဲကျမ်းမာရေးဆိုတာဘာလဲအဲ့ကျမ်းမာရေးဆိုတဲ့ကိစ္စမရှိလို့ရှိရင်မကျမ်းမာလို့ရှိရင်ဘဝမရှိတော့ဘူးသိပြီတော့ဘလို့ရင်လူစင်မမီတော့ဘူးအဲ့ဒီကျမ်းမာရေးကိုစောင့်ရှောက်ဖို့ကပညာကောင်လေးတွေကောင်မလေးတွေပါတယ်ပြတ်မှတ်ထားမင်းတို့တဲ့သိအရေးကြီးတယ်ဘဝဆိုတာဟာတစ်ချက်ရှင်သားမယ်
ရှင်သာမို့ပါရေးကြီးကျမ်းမာရေးရေးကြီးတယ်ကျမ်းမာဖို့ပဲအရေးတယ်အဲ့ကျမ်းမာရေးကိုစောင့်ရှောက်တတ်တဲ့ပညာသိရေးကြီးတယ်ဘယ်ဟာဘလောက်အရေးကြီးလဲဆိုတခုတည်းမင်းတို့ကောင်းလေးတွေကောင်းမလေးတွေစဉ်းစားကြည့်ဖို့ပြောမင်းတို့အဘေးဖေတဲ့မင်းတို့ရဲ့ဘဝလေးကိုပြန်စဉ်းစားကြည့်မအေးဖေကဘာလုပ်လဲခလေးမွေးလာပြတာနေပဲတဲ့ညကျက်တယ်လေကိုပူလားမပူလားဒီနေ့ချွဲပါတယ်မချွဲမပါဘူးလားချောင်းဆိုးတယ်ဟာကိုလေးစိတ်ရဆန်းလိုက်ဒီနေ့ဟောပြီးတယ်သူဟိုလေးဟိုစိတ်လေးတက်မှကောင်းမှထင်မှဆရာဝန်သွားပြရကောင်းလားဟာဘာလဲဒါကျမ်းမာရေးဟောကျမ်းမာရေးမရှိရင်ဘဝမရှိတော့ကျမ်းမာရေးဟာဘာလဲဆိုကျမ်းမာရေးကိုစောင့်ရှောက်တဲ့ဥစ္စာဒီပညာဒါကြောင့်မလို့ဘဝကိုရှင်းသန်အောင်စောင့်ရှောက်ခြင်းဒီပညာအဲ့ဒါကြောင့်မို့လောကကြီးမှာအရေးကြီးဆုံးဒီအသက်ရှင်ခြင်းအသက်ရှင်ဖို့လို့အတွက်ကျမ်းမာခြင်းကိုစောင့်ရှောက်ခြင်းဒီပညာဒါကြောင့်လို့ဘဝနဲ့ကျမ်းမာခြင်းဘဝနဲ့ပညာကြီးနဲ့ဆက်ပြီးဒါကြောင့်မို့လို့လူတယောက်မှမင်းသတိထားကြည့်အတူချုပ်ပြောတော့မယ်နော်သိပ်ပြောဟောပြုလာလို့မကောင်းလို့မလို့အတူချုပ်ပြောမှချက်ပြောလို့ရှိရင်အဲ့ဒီဆိုတာတကောင်ကြောသွားမယ်အတူချုပ်ပြောလိုက်လို့ရှိရင်မင်းဟာဘဝရှိတယ်လားရှိရင်ပညာရှိဖို့ပါဘာပညာလဲကျမ်းမာတဲ့ပညာရှိဖို့ဒါပထမဆုံးအရေးကြီးတဲ့အချက်မိဘကိုယ်တိုင်ကနေဟဲ့သားမစားနဲ့ဈေးကြီးတွေချောင်းဆိုးလိုက်မယ်ဒါပညာဟဲ့ဟိုနားမသွားနဲ့နော်အစွန်းလေးမသွားနဲ့ကြာဒါရင်တော့ရှာမိရင်တော့ပူအဲ့ဒါပညာမိဘပေးသွားတယ်ဘာလို့ကိုပေးတာလဲကျမ်းမာဖို့လို့အသက်ရှင်သာဖို့လို့ဒါကြောင့်မို့လို့မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သာအောင်အတွက်ပညာရှိဘူးပါဘာရှိရမလဲကျမ်းမာရေးပညာရှိဘူးပါဒါကြောင့်မလို့ဘဝတစ်ခုမှာအရေးကြီးဆုံးဒီဘဝဒီအရေးကြီးဆုံးဒီကျမ်းမာခြင်းနဲ့စောင့်ရှောက်နိုင်တဲ့ဥစ္စာကျမ်းမာခြင်းကိုစောင့်ရှောက်နိုင်တဲ့ပညာအဲ့ဒါကြောင့်မို့လို့လူတယောက်ရဲ့အသက်ရှင်သန်ခြင်းနဲ့ဘဝတည်နေမှုအတွက်ကိုအရေးကြီးဆုံးဒီခုနကကျမ်းမာခြင်းနဲ့ပညာပဲဒါကြောင့်မို့လို့မိသားစုတစ်စုကိုကြည့်လိုက်ရိုးရိုးလေးရှင်းချင်းလေးပါဒီဂျပန်ရေချိုးတာမှာရှုပ်လေဦးမယ်အောင်သိပြောတာရိုးလေးပြောတာရိုးလေးကြည့်လိုက်မိသားစုတစ်စုကိုကြည့်လိုက်အဲ့ဒီမိသားစုမှာဖအေးနဲ့မအေးကသာသမီအတွက်ကိုပညာရေးကိုဘယ်လောက်အားပေးတယ်လဲကျမ်းမာရေးကိုဘယ်လောက်ပြုဆိုင်လဲအဲ့ဒါကြည့်အဲ့ဒါမိသားစုကအဲ့ဒီစောင့်ရှောက်တဲ့မိသားစုကြီးတကယ်ကိုဒီနေ့မှာအထွတ်ထိပ်ရောက်လာလိမ့်မယ်ဒီနေ့ဒီမှာကြီးပွားလာလိမ့်မယ်မိခင်ဖြစ်တဲ့သူဖခင်ဖြစ်တဲ့သူကသာသမီရဲ့ကျမ်းမာရေးနဲ့သာသမီရဲ့ပညာရေးကိုစောင့်ရှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီမိသားစုကြီးရောက်လာလိမ့်မယ်အဲ့ဒီရက်ွက်ထဖြစ်စီမြို့မှာဖြစ်စီဒီနေ့မှာထင်ရှားကြော်စောတဲ့သာသမီဖြစ်လာလိမ့်မယ်အဲ့ဒီအတိုင်းပဲတိုင်းပြည်ဒီပြည်မှာအစိုးရကြီးကျမ်းမာရေးနဲ့ပညာရေးကိုဘတ်ဂျက်မှာဘယ်လောက်သုံးလဲဒါကြည့်လိုက်ဒါအစိုးရဝင်ဒါဘာမှပြောဖို့မလိုတိုင်းပြည်ကိုချစ်တယ်မချစ်ဘူးလားအဲ့ဒါနဲ့ဆိုပြပညာရေးနဲ့ကျမ်းမာရေးမှာဘတ်ဂျက်ဘယ်လောက်သုံးတယ်လဲဒါကိုကြည့်ဒါဘယ်သူမှလည်းပြောတာမဟုတ်ဒါရိုးလေးပါလက်ခုပ်မတီးနဲ့တော်ကြရာသွင်းမှုဖြစ်နေပြီလို့ပြောတာတော်ကြမိထပိတ်နေတော့ဒုက္ခရောက်နေတယ်ဒါရိုးလေးပဲတကယ်ရှိလေးအရေးကြီးဆုံးကဘဝဒါပဲအဲ့တော့ကောင်းပြီနည်းနည်းလောက်စီပြောသွားမှာနော်ကိုယ့်ဟာကိုညံနဲ့ချက်ပြီးတွေ့ကြည့်ကြကိုယ့်ဟာကိုညံနဲ့သုံးပြကြည့်ကြသိများပြောလို့မရဘူးဘာလို့ဆိုပြောခြင်းတဲ့ဥစ္စာတွေကတော်တော်များရှိတဲ့ခါကျတော့မာတိကာလောက်ပဲပြောတော့မှာဘုန်းကြီးတို့ဘုရားတို့ဆိုရင်တုတ်စင်ပဲဒါပဲအထောအခရာပညာတော့အခရာပါရောဒါပဲတော်ပြီတုတ်စင်ပဲပြောတော့မှာကောင်းပြီဒါဖြင့်သိမေဦးမယ်ဟောပြီးရေးအဲ့တော့ထိုင်းမှာငါပြောမှာငါမင်းပြောနေဆိုမှသဘောပေါက်လို့ငါပြောတာဒီမဲ့ပါလိုက်တယ်အဲ့ဒါမင်းငါစဉ်းစားမိတာဒီကောင်ကကျွန်တော်ညီလေးလို့ဖြစ်နေတော့ဒါကြောင့်ဒီကောင်ထည့်တယ်ပြောတယ်ပညာဆိုတာဘာလဲကပြောသားညင်းနေလာပြီနော်မိကုံကလည်းနဲ့လာပြီနော်ခေါင်းကပြောမမေးရင်သိတယ်မေးရင်မသိတော့ပညာဆိုတာဘာလဲပညာဆိုတာမလုံနဲ့လေအဲ့လိုမဖြီးနဲ့
ဒါဖြင့်အောင်သိန်းကတော့ဘယ်လောက်သိလဲလို့မေးကြရှိတယ်အောင်သိန်းလည်းမသိပါဘူးအောင်သိန်းဘယ်တော့မှသိလဲကြာဟောကြာကောင်းတာပဲကြွားတယ်မထင်ပါနဲ့နော်မဟာဝိဇ္ဇာမှာနော်ဂုံတူးနဲ့အောင်တာနော်အဆင့်တင်နော်အောင်သိန်းချက်ကမြင်းကြောင်းတော့မရှိဘူးအဲ့လိုအောင်လားအဲ့ဒီမှာသင်လာခဲ့တဲ့ဥစ္စာတွေမှာကျောင်းသားဘွားလည်းလေကျောင်းဆရာလည်းဘွားလည်းသင်ခဲ့တယ်ပြန်ပြီးသင်ခဲ့တဲ့ဥစ္စာမှာဘယ်ကြမှာပြန်သတိထားမလို့ကျောင်းဆရာဘွားနဲ့၄၅၆နှစ်ရှိတော့မှသတိထားမိတာတခုပါတယ်ဘယ်လိုလဲဆိုတော့ကောင်းလေးတွေမင်းတို့မှတ်မိလိမ့်မယ်ပကံခေတ်ကြောက်စာထဲမှာသင်္ကသုသမီးကြောက်စာအဲ့ဒါငါ့ကိုပြည့်ရတယ်အဲ့ဒီမှာဘာပါလဲဆိုတော့သင်္ကသုသမီးကကောင်းမှုတွေပြုတယ်အဲ့ကောင်းမှုတွေပြုပြီးတော့ဆုတောင်းတဲ့အချိန်မှာဘာပါလာလဲဆိုတော့ OBJ ကငါတကယ်ပြောတာငါဝင်ခံတာပါအမေဘယ်ဆုတောင်းပါလာလဲဤကောင်းမှုကိုပြုရတော့အကျိုးကြောင့်တဲ့ငါလဲတဲ့ပညာမရှိသောမိုက်သောမဖြစ်မှု၏ပညာရှိသောအကြောင်းကိုသိသောဖြစ်လာလို့ကြီးဟာအဲ့ဒီမှာဟာဒီကျောင်းသားရဲ့ငါကျောင်းသားဘွားလည်းသင်ငယ်မှုတွေကျောင်းဆရာဘွားနဲ့လည်းပဲအာထွက်အောင်သင်ငယ်မှုတွေခုမှရတာရှိပါလားဆိုတာကြည်စမ်းပညာမရှိသောမိုက်သောမဖြစ်ဘူးပညာမရှိရင်မိုက်တယ်တဲ့ပညာရှိသောအကြောင်းကိုသိသောဆိုတော့ဟာဒါဖြင့်ပညာရှိတယ်ဆိုတာဟာဘာလို့အကြောင်းကိုသိတာပါလားဟာအဲ့ဒါစဉ်းစားကြပါအကြောင်းကိုသိခြင်းဒီပညာပါလားဆိုအဲ့ဒီတော့မှအောင်သိသဘောပေါက်တယ်ကျောင်းသားအဖြစ်နဲ့ဒီကျောက်စာကိုသင်ရဘူးတယ်မူရင်းကျောက်စာကြီးတော့ခုခလေးလေးလို့ထားကျောက်စာမဟုတ်ကျောက်စာမူရင်းကြီးအဲ့ဒီဟာကြီးကိုသင်ရတာသင်ပြီးတဲ့အပြီးကြတော့မှကျောင်းသားတွေကိုပြန်သင်တာကျောက်စာကြီးကိုပြန်သင်တာနောက်တစ်ခါကျတော့ခလေးတွေ10တန်းမှပြန်ထမ်းတော့ပြန်သင်တော့ခလေးတွေသင်တဲ့အခါ၄၅၆နှစ်ရှိတော့မှအောင်သိလင်းနေပွင့်သွားတယ်ပညာရှိသောအကြောင်းကိုသိတော့ဟာဒါပြန်အကြောင်းကိုသိတာပညာလားပြန်စဉ်းစားတော့ဖះကိုသွားတွေးတာမြတ်စွာဘုရားသိက္ခာချမင်းသားနန်းတော်ထဲကနေထွက်ပြီးတော့ဆန္ဒကိုဒါလိုက်ခဲ့စားလို့ခေါ်သွားလိုက်တဲ့ခါကျတော့ကျွန်တော်လည်းလေးဒီလေးမှာစကရန်ရှိလိုက်တော့ Light of Asia လို့ခေါ်တယ်အာရှအလင်းလို့ကျွန်တော်ဘာသာပြန်နေပါဓမ္မရေးထဲမှာအဲ့ဒီဟာလေးကျွန်တော်ပြန်ရုပ်ပြပြနော်ဆန္ဒအကုန်လုံးတစ်ခါတည်းတိုက်ပြီမှာအိုနာကျုပ်ကဘယ်သူမှလမ်းပေါ်မှာမလာရနေမကောင်းတဲ့မကြမ်းပါတဲ့သူခုသမီးလမ်းမှာမထွက်ရအမိန်တော်သုတ္တနာအဲ့ဒီမှာမှဘုန်းတော်ကနတ်တရားများဖန်ဆင်းပြီးတော့အဖိုးကြီးကိုထွက်လာတဲ့ခါကျဆန္ဒဖျားဟာသူကလူဟာဒီလိုမွေးတယ်လားဒီလိုပုံစံမျိုးကြီးရှိလားဟုတ်ပါဘူးဗျာဘာဖြစ်လို့သူကခါကုန်တာလဲအရင်တုန်းကတော့လွန်ခဲ့တဲ့အနှစ်50ကတော့သူခါမှတ်ပါတယ်ဗျာအခုတော့ဘာဖြစ်လို့ကုန်လို့မှတ်လားပါဗျာသူ့ရဲ့ကြောပေါ်မှာကာလပရိစေတာဆိုတဲ့ဝိတုကြီးကိုပို့ထားလို့ခါဆန့်လို့မရတော့ပါဗျာဟာနောက်ကြတော့လူတွေကိုတွေ့တယ်ဆန္ဒအဲ့ဒါပါလေမှတ်လားပါသေတယ်လို့ခေါ်ရတယ်ဗျာသေတယ်ဆိုတော့ဘာဖြစ်တော့မှတ်လားပါဗျာမေးတော်လည်းမကြားတော့ဘူးဗျာကျွေးတော်လည်းမစားတော့ဘူးဗျာပြတော်လည်းမမြင်တော့ဘူးဗျာလှတော်လည်းမကျင်တော့ဘူးဗျာဆန္ဒငါရောအဲ့လိုဖြစ်ရမှာလားကျွန်တော်မျိုးမလျှောက်ဝတ်မဟုတ်ဗျာနန်းတော်ပြန်ရောက်တဲ့ခါကျတော့အဲ့ဒီညမှာရတော်ရအိမ်မက်မဲ့ပြီးတော့ငိုတယ်စိုက်ပြီးတော့ခါငိုလိုက်တဲ့ခါကျမောင်ဖေမောင်ဖေဆိုလက်ပြီးခေါ်လိုက်မောင်ဖေအနာရှိတယ်လေနှမတော့မောင်ဖေအနာရှိတယ်မောင်ဖေရှိတယ်နော်ရှိပါတယ်မမဖေအိမ်မတန်ကြောက်စရာကောင်းတဲ့အိမ်မက်တွေမေးလို့ပါဖေဘာလဲမှန်လားပါဖေနှမတော်ရဲ့လက်ဝဲလက်စားဘရက်တော်ရည်အကုန်လုံးကခါးကပြုတ်ကျသွားပါတယ်ဖေအေးပေါ့ဟုတ်ပါဘောအိမ်မက်ထဲကိုနောက်ပြီးတော့ခါးစည်းရတယ်ပဲညခါးစည်းရလဲမွေဖြစ်သွားပါတယ်ဖေအေးဟုတ်မှာပေါ့မှန်ပါဗျာနှမတော်သိမဲနဲ့မိလားမသိဘူးဗျာနှမတော်လေသိမတဲ့ကြောက်တာရှိပါသေးတယ်ဖေဘာလဲရတော်ရမောင်ဖေကအများနှမတော်ကိုစွန့်ခွာသွားလိမ့်မလားဟာကောင်းအဲ့တော့မှနှမတော်ရတော်ရအိပ်ပါဒီနေ့ညဖို့မှာငါမအိပ်ဘူးမင်းရဲ့အတွက်အိပ်ခံတောက်ပါမယ်အဲ့တော့မှရတော်ရ
မြေကြီးလေးစုံစမ6သေးပဲနဲ့အိတ်ပြောသားရင်ကလည်းတရှိုက်ရှိုက်နဲ့တချက်ချက်ရောင်းအောင်ရှိုက်သောသောတော့ကအိမ်မက်ကိုမက်တယ်လို့အဲ့တော့မှသိတတ်တာလေရတော်ရမင်းသောသောတော့ကမင်းရဲ့နှုတ်ခမ်းအစုံကထွက်ခဲ့တယ်စကလုံးလေးတွေဟာတဲ့ငါလည်းမင်းကိုခွဲလိုက်မယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ရတော်ရငါမင်းကိုသိချစ်တယ်သိချစ်တယ်ဘလောက်ပဲချစ်ပေမဲ့လို့တဲ့မင်းနဲ့ငါနဲ့သင်္တိကြခွဲရမယ်ဆိုတာသိရလားတဲ့အဲ့တော့သေမင်းကခွဲတဲ့ခါကျမင်းနဲ့ငါနဲ့မခွဲပဲနေလို့ရမလားတဲ့ရတော်ရတဲ့ငါမင်းကိုချစ်လို့မင်းကိုမခွဲနိုင်လို့သေခြင်းမခွဲနိုင်တဲ့နေရာကိုငါသွားရှာပြစီရတော်ရတဲ့ငါချီးနှံစစ်စိတ်တွေအားလုံးကိုစွတ်ပြပြီးတော့ငါသေခြင်းမခွဲနိုင်တဲ့နေရာကိုသေခြင်းမဲ့သောနေရာကိုငါရှာတော့မယ်တဲ့ဒါမဲ့ရတော်ရရဲ့အကုန်လုံးကိုငါစွန့်နိုင်ပါတယ်ဒါမဲ့နှစ်လို့ရွတ်တယ်ပြောင်းဒီလိုပဲကောင်းလာတယ်မင်းလည်းမောင်အဆူကိုစုပ်ဖောက်လို့လည်းငါမဝင်ပင်မလာရရတော်ရရဲ့ဘာရှာတာလဲဘာရှာတာလဲသေခြင်းဆိုတာရှိတဲ့အတွက်ကြောင့်သေခြင်းရဲ့အကြောင်းကိုသွားရှာတာပဲအကြောင်းရင်းကိုရှာမယ်အဲ့အကြောင်းရင်းကိုတတ်လို့ရှိရင်ပြီးသွားပြီအကျိုးမဖြစ်တော့ဘူးအကြောင်းရှိမှအကျိုးဖြစ်တယ်အကြောင်းမရှိရင်အကျိုးပြုအကြောင်းကိုတတ်လို့ရှိရင်အကျိုးမပြုဘူးအကြောင်းကိုဖန်တီးရင်အကျိုးတစ်ခုရအောင်လုပ်နေတယ်အခုဒီဟာအောင်သိရဲ့အတန်ကိုကျဲလာအောင်လုပ်ချင်တယ်အဲ့ဒီဟာအကျိုးအဲ့ဒီဥစ္စာတွေဘာနဲ့တော့ဟောဒီအတန်ရှင်းစက်ကအကြောင်းအတန်ရှင်းစက်အကြောင်းကြောင့်အတန်ကျဲလာတဲ့အကျိုးရတယ်အကြောင်းကိုသိလို့ရှိရင်အကျိုးရှိအောင်လည်းဖန်တီးနိုင်တယ်အကျိုးမတူအောင်လည်းလုပ်နိုင်တယ်နိဗ္ဗာန်ဆိုတာအဲ့ဒါပဲအကျိုးဖြစ်အောင်လုပ်တာဒါပဲအကြောင်းကိုရှာလိုက်တာအကြောင်းကိုသတ်ပြတာဒါကြောင့်မလို့ဘုရားဖြစ်တဲ့ခါမှာယေရမဟိတုပ္ပဘွာဆိုတော့ငါဒီလောကကြီးမှာဘယ်တရားမှာဆိုအကြောင်းရှိပြီအကြောင်းကြောင့်ဖြစ်တာကြီးပဲတဲ့ဒါကြောင့်မလို့တဏှာသည်တဲ့အကြောင်းတဏှာယောက်ျားလက်သမားမင်းကိုငါတွေ့ပြီငါအတွက်မင်းနောက်ထပ်ပြီးတဘောဖန်တီးဖို့မင်းမရတော့ဘူးတဲ့ sorry ပဲ I'm sorry တဏှာတဲ့ဒါပဲစဉ်းစားကြတော့ပြောချင်တာပညာဆိုပါလေအကြောင်းကိုသိခြင်းပြောတာသာပြီးဟောပြောပဲနော်ဒါပေမဲ့နိဗ္ဗာန်ရောက်ကြောင်းနဲ့ရောက်သွားမှသိုးနေရတယ်မဟုတ်ပါဘူးအောင်သိဘယ်လိုလုပ်ပြောရမှာလဲနိဗ္ဗာန်ရောက်ကြောင်းဒါမဲ့လို့စဉ်းစားတဲ့အကျိုးအကြောင်းဆက်ဆက်စဉ်းစားရခြင်းအဲ့ဒါကိုရသိခြင်းတယ်အဲ့ဒါကိုခလေးတွေရသိခြင်းတယ်ဆရာဓာပေးလိုက်တယ်ဆိုကြက်ပြီးတော့အလွတ်ဖြည့်ထိပဲမရှိအဲ့ဒီလိုအောင်တာမှုကျွန်တော်သိစိတ်ပြတယ်အဲ့ဒီဥစ္စာကိုအခုတော့အကုန်လုံးကြက်ပြီးအောင်နေတော့ကြက်ပြီးတော့အောင်တယ်ကြက်10တန်းပေါ်လာနောက်ကြတော့ဟိုကြက်10တန်းအောင်သွားတဲ့ခါကျကြက်ကတူပေါ့နောက်ကြနည်းနည်းအမှတ်ကောင်းတော့ကြက်မှုကြက်ကတူပေါ့တပီလုံးကြက်ဖြစ်ကုန်ပြီကြက်ကတူဆိုတဲ့ဥစ္စာဟာဒီလေတော့ကတော့ဟုတ်ကောင်းတော့ OBJ တောင်ပြောမိပါလေအဲကားပေါ်မှာကြက်ကတူဆိုတာကြက်ကတိလားကြက်ကဆိုကြံစည်တဲ့တော့သီလဆိုအကျင့်ကြံစည်တွေးတဲ့ဆိုတော့အကျင့်ရှိတဲ့နေရာလို့ဆိုဒီပဲရှိအဲ့ဒီကြက်ကတူရဲ့အချက်မှာဘာမှမရှိရဘူးဘာဆိုဘာမှမရှိရဘူးပညာရှိနေတာလည်းရှိရတယ်အစိုးရလည်းမဆိုင်ရဘူးအဲ့ဒါမှကြက်ကတူအောင်သိကိုယ်တိုင်ယုံကြတာပြောမယ်။ OBJ မင်းတော်ကမပြောဘူးသေးဘူး။ခုဒီနေ့ညတော့ပြောလိုက်အောင်မလား။ခုမှစကားပေါ်လာတယ်။ကျွန်တော်ကတက္ကသိုလ်မှာစာမွေးဖြေဖို့လို့အတွက်ကိုနောက်ဆုံးမဟာဝိဇ္ဇာစာမွေးတင်တဲ့အခါကျတော့ကျွန်တော်ငွေသွင်းဖို့နောက်ကြတော့မရတော့ဘူး။ဟာဒုက္ခရောက်နေငွေသွင်းကောင်တာလက်မခံဘူး။လက်မခံတဲ့အခါကျတော့ဘယ်သူစီရောက်သွားလဲဆိုတော့ပေါမောက္ခချုပ်ကဒေါက်တာသာလှအဲ့တော့ဒေါက်တာသာလှဆိုတဲ့ဥစ္စာကလည်းသူကgeology ဆိုတဲ့ဘူမိဗေဒကိုသူစလုပ်ခဲ့တာတော်ကောင်းပါတယ်လူအမှန်တန်ကြောက်ဖို့ကောင်းတယ်လူသိခွာကြတယ်လူအမှန်တန်ခွာကြတယ်လူညာသိတော့တော်တယ်သိတယ်ခွာကြတယ်ဘယ်လိုမှလည်းကူးဆိုင်ဘူးဒေါက်တာညီညီဆိုခင်ဗျားကြောက်နေမယ်မင်းဟို OBJ မင်းသိမှာပေါ့ငါပြောလိုက်ရပါညီညီကိုနိုင်ငံခြားကိုပညာသင်ဖို့လွတ်တဲ့ခါကျတော့ဟိုပြည်တဲ့ဌာနကန့်ွက်တယ်ဒါမှဥကြော်ချင်းနဲ့ပညာရေးပါညာပြည်ရေးဝန်ကြီးဦးကျော်ငိမ့်နဲ့ဒေါက်တာသားတို့ကတငယ်ချင်းတွေလေအဲ့မှာတော့ညီညီကိုလွတ်ချင်တယ်ပြောတဲ့ခါကျမဟုတ်ဘူးညီညီရမယ်ငါပြောမယ်ကွန်မြူနစ်ဝါဒနည်းနည်းပါနေတယ်အဲ့ဒီပဲလေဝဲပဲနည်းနည်းရိမ့်နေတယ်မလွတ်ဘူးဆို
အဲ့ဒီမှာဘာပြောတယ်တုံးတော့သလားဟာကြော်ငိမ့်မင်းစဉ်းစားအောင်ကွာဒါပညာသင်မှုလို့တာကွာမင်းတို့ကနေရာတကာနဲ့အဲ့လိုလုပ်နေတဲ့ခါကျပညာကြီးပဲလို့ထုတ်တယ်မလို့ငါထောက်ခံတယ်ကွာမင်းတို့သားမှာဆိုမှအဲ့တော့မှတွေ့တာရင်ကြီးအဲ့ဒါရောက်သွားတာကိုရောက်တော့ကြောင်မှမင်းလန်ဒန်မှာရှိတဲ့ဗမာပြည်ကွန်မြူနတီပါတီနဲ့သွားဆက်သွယ်လို့ကိုကနေတန်ရုံးကနေ report ရောက်တော့ဦးကျော်ချင်းကနေတာလားမင်းသားမင်းကောင်အဲ့လိုလုပ်နေကြည့်တော့မှအဲ့ဒီမှာလှန့်စားရတာရင်ကြီးဗမာပြည်ပြန်ရောက်မှမင်းလှုပ်ချင်တာလှုပ်ငါလွတ်လိုက်တယ်ဆိုအဲ့ဒီမှာမလှုပ်တော့ဆိုပြန်ရောက်လာတာဗျာအဲ့တော့ထားလိုက်တော့ဘုန်းတော်ဟာပြန်ဆက်ကျွန်တော်ကအဲ့ဒေါက်တာကာလစီဝင်သွားတော့သူ့ရဲ့အတွင်းရေးမှုကအတွင်းဝင်ခေါ်တာပေါ့ဗျာ PA ခေါ်တာပါ personal အတွင်းရေးမှုဆိုရတယ်ဗျာကိုကြီးသူကအင်္ဂလိပ်မှာကျွန်တော်ICC တဲ့ကောကျွန်တော်တွေ့လို့ဆိုခဏစောင့်ပါတဲ့ဒီမဲ့အဲ့တဲ့တယောက်ဝင်နေတယ်တဲ့စောင့်တော်လေးကြောင်အဲ့ကျမိမတယောက်ကကျောင်းသူပေါ့မိမဆိုကျောင်းသူပေါ့ကျွန်တော်တို့ရွယ်လို့ကျွန်တော်ရွယ်ငယ်ပါလေဒီမှာငိုးပြီးထွက်တယ်ဘယ်သူမှလည်းဟာငိုးတော့ထွက်လာပြီဟာကိုကလည်းစိတ်ကမကောင်းဘူးငိုးပြီးထွက်လာတဲ့ခါကျတော့ဘာပါလိမ့်မယ်ဘယ်လိုဖြစ်လာမှလည်းမသိဘာမှလည်းမသိအဲ့ဒါဝင်သွားကျွန်တော်လည်းဝင်သွားလိုက်ပဲအဲ့ဒေါက်တာသာလာရဲ့ပုံစံတိုင်းထိုင်နေဒီတိုင်းပဲထိုင်နေဟာဘာစိတ်ကိစ္စလုံးလဲကျွန်တော်လို့ဟိုငွေသွင်းတာဟာခင်ဗျာကျွန်တော်ပဲခင်ဗျာတက္ကသိုလ်ကျောင်းသားတော်တဲ့ခင်ဗျာတက္ကသိုလ်ကျောင်းသားတော်တဲ့ဒီဥစ္စာအတွက်ကိုတဲ့အတန်းတွေ့ရုံကလည်းပြောအဲ့တော့ကအတန်းလေးကိုမရှိ TV တွေပါမရှိသေးဘူးရေရွာကြော်ကြတယ်သတင်းစာလည်းကြော်တာဘယ်တော့ကုန်လဲဆင်းလဲ3000ကျော်ကုန်နေတော့တဲ့အဲ့ကြော်ကြတယ်ဆိုတာ3000ဆိုတာအဲ့တော့ကဈေးလीတွေ့ကြည့်ပေါ့3000ကျော်ကုန်နေတော့တဲ့ခင်ဗျာအဲ့ဒါမသိဘူးလားကောလိပ်ကျောင်းသားလုပ်တယ်တက္ကသိုလ်ကျောင်းသားမသိဘူးလားဟာနောက်ဆုံးမိကြရမှာဒေါက်တာညီကြီးကပြောပြီးတဲ့ခါကျမှမဟုတ်ဘူးသူကဒီဖော်မှတင်ပြီးသားပါငွေသွင်းတာတော့ကြပါဟောအဲ့လိုလားအဲ့လိုစီရတယ်တဲ့ခုနကငိုထွက်သွားတဲ့မိမသိလားတဲ့ကျွန်တော်မသိပါဘူးဥနုသမီးတဲ့ဆန်းဆန်းနုတဲ့ဥနုကဝင်းကြီးကျုပ်မတတ်နိုင်ဘူးသူ့နောက်ကြတယ်ဖောင်တင်တာနောက်ကြတယ်မရနိုင်ဘူးတဲ့မပေးနိုင်ဘူးတဲ့နေဖေကငါတို့တက်ကလို့အဓိပတိကြီးတဲ့နေဖေကနေပြီးတော့ဥပဒေကိုပြောင်းနိုင်လို့ရှိရင်ယူလာခဲ့ငါပြင်းပေးမယ်တဲ့မပေးနိုင်ဆိုတော့သာမမဖြစ်ရဘူးဥနုကလည်းဒါကျွန်တော်သမီးပါလို့မပြောဝံ့ဘူးဟောသိက္ခာရှိတယ်လူဟုတ်လားဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဆိုဥနုလည်းမရှိဘူးဒါမှဝင်းကြီးကျုပ်ကျွန်တော်ပြောနေတာအဲ့ဒီချိန်ခါတော့တက္ကသိုလ်ရဲ့အဓိပတိသည်ဥနုဒါမှဥနုသည်ဘာမှဆွဲဖက်ပိုင်ခွင့်မရှိဘာမှဆွဲဖက်ပါမယ်ဝယ်ပေးတဲ့အခါမှာလာပြီးတော့ဝယ်ပေးတယ်ကျွန်တော်သူတို့ဥနုပေးတာပဲကျွန်တော်ဝယ်ဆိုလို့ရှိရင်ဥနုကဒီလိုလေးထိုင်ပြီးတော့ဒါလေးလုပ်တာကောင်းလေးကျိနေတာအောင်သိန်းကဝင်သွားအလေးပြုဥနုကကောင်းလေးကျိနေဒါပဲအဲ့ဒီကောင်းကျိနေတာပဲသူတန်းနိုင်တယ်ဘာမှလုပ်လို့မရဘူးတက္ကသိုလ်မှာပြဋ္ဌာန်းချက်တွေကိုစိတ်နဲ့ကပြဋ္ဌာန်းတယ်တက္ကသိုလ်အုပ်ချုပ်ရေးကောင်ဆယ်က University Council ဆိုကောင်ဆယ်ပြဋ္ဌာန်းတယ်တက္ကသိုလ်ဒီကိုယ့်ဘတ်ဂျက်နဲ့ကိုယ့်ငွေနဲ့ကိုအစိုးရနဲ့ဘာမှမဆိုင်ပြဋ္ဌာန်းနေတာပြဋ္ဌာန်းတယ်ဘယ်သူမှလာမဆွတ်နဲ့ဟာတက္ကသိုလ်ဆိုတာအဲ့ဒီလိုအောင်သိန်းတို့ဖြစ်တော့ကတက္ကသိုလ်ထားလိုက်ပါတော့ကောင်းပြီစောစောပိုင်းကပညာဆိုတာဘာလဲပြောခဲ့အကြောင်းကိုသိခြင်းမှတ်မိတယ်နော်ကောင်းလေးတွေမှတ်ထားနော်မင်းတို့ပေါ်တိပေါ်စာမထင်နဲ့နော်ငါပြောလို့ရှိရင်တစ်ခါလျံကြလို့ရှိရင်သာပြီးဟောပဲပြောတယ်တစ်ခါတျံကြလို့ရှိရင်ကျောင်းဆရာညင်ပါသွားပြီးတော့လက်ချပေးလို့ဖြစ်သွားတယ်ရှင်ပြတို့သိခါပြပြီးတော့ကျောင်းဆရာဖြစ်လာတဲ့ခါကျတစ်ခါလေးကလေးတွေကိုလက်ချပေးလို့ပေါ့ဗျာသင်လို့ဖြစ်သွားတယ်ကျောင်းဆရာညင်ဆိုတာလည်းဖျောက်ဖို့မလွယ်ဘူးဗျာအရှင်ဘုရားတို့ဘုန်းကြီးများလို့ပဲဗျာမဟုတ်တယ်ဘုန်းကြီးများလည်းလူထွက်လာလို့ရှိရင်ဘယ်ဘက်ကမှလှုပ်ဘူးလက်ရမ်းနိုင်ညာဘက်ပဲရမ်းတယ်ဟောတော့ဘယ်ဘက်ကဂျိုင်းလက်ကညက်တာအကျင့်ပါတော့မရအရှင်ဘုရားဦးလေးဆေးလိပ်တော့ဆိုပြီးတာတော့မှ तू ကဆေးလိပ်ကိုဒီလိုမျိုးအကခံတာအကျင့်ပါအဲ့လိုပဲပြီးတော့ကျောင်းဆရာများလည်းအကျင့်ပါတယ်ပြီးတော့စစ်ဘိုလ်များလည်းဒီတိုင်းမှာအကုန်ပါပဲ
စစ်ဖို့လည်းဒီလိုပဲစစ်ဖို့များဒီလိုစစ်ဖို့များပြုတ်သွားလို့လူထဲလာပြီဆိုလို့လက်ရမ်းလို့ရှင်ညာဘက်လက်ကဒီလိုဖြစ်နေဘာလို့6လုံးပြိတ်အုပ်ကိုလွတ်အောင်တွဲရတာခါတော့ဘာမှမရှိတော့လက်ကြီးကအရင်မှပြောလိုက်အောင်မယ်တောင်ပြောမြောက်တော့လည်းဘာတွေရောက်ကုန်မှလည်းမသိပါဘူးပြီးတော့ DSC မှာနေခဲ့ပြီ DSC ဆိုတာစစ်တပ်ကလို့ပေါ့အဲ့မှာနေခဲ့တဲ့ခါကျတော့စစ်တပ်ကလို့မှာဘာညာဆိုဘူးလေခုတည်းရှိပါပဲခုတွေးလို့ရှိရင်သူတို့ကောင်းလဲကောင်းပါလေတကယ်ချစ်ဖို့ကောင်းပါလေအဲ့ဒီဘူရီသူ့ဘာသူဘိုးဘိုးဖြစ်ဘူကြီးဖြစ်ခုဘိုးချုပ်ကျော်ဆန်းလို့ဘယ်လိုပေါ်လိထားပါလဲတွေးပါလေအတွေးလို့ရှိရင်သူတန်းလေးပြီးတော့ဘိုးကအကျင့်ပါဆရာလေးကိုလေးပြီးတော့တကယ်ကောင်းပါလေတကယ်ကျူးအဲ့ဒီမှာလေတော့ဒီကွိုင်းဆိုရှိတယ်ဒီကွိုင်းဆို demonstration company ခေါ်တယ်တရုတ်ပြတက်ခွဲလို့ခေါ်တယ်ဒီတရုတ်ပြတက်ခွဲကသူကဘာမှမလုပ်အောင်တရုတ်ပြရတာဥပမာဆိုတာဘိုးလောင်းတွေကဘိုးလုံးမဲ့ကောင်တွေကြည့်ရတယ်တောင်ကုန်းမော်တွေကြည့်တယ်အောက်မှာတက်ခွဲတက်စိတ်တက်ခွဲစက်ကလေးကဘယ်နေရာရွယ်စိတ်ကဘယ်နေရာလဲတက်သားဘယ်နေရာလဲညာတောင်မှဘယ်လိုတက်တယ်ပဲအပေါ်ကနေစီးပြီးမြောင်းတရုတ်ပြရတဲ့ကောင်ကိုတက်ခွဲလို့ခေါ်တယ်တရုတ်ပြတက်ခွဲလို့ခေါ်တယ်အဲ့ဒီတရုတ်ပြတက်ခွဲကိုပြီးတော့လေလက်ဖိတ်ဆိုင်သွားရင်ကလည်းတရုတ်တက်ခင်းတော့ဖြတ်သွားတဲ့ခါကျတော့အဲ့ဒီမှာကြည့်တဲ့ခါကျအဲ့ဒီမှာသူတို့တက်မှုပေါ်တယ်မင်းတို့ကဘာညာဆိုတော့သိတဲ့အတိုင်းပဲဟိုမှာစိတ်တက်ဆိုလိုက်တဲ့ဥစ္စာဒီလိုရတယ်ဟုတ်လားနားလားဟုတ်ဒါသူတို့အကျင့်ပဲနားလားဟုတ်အဲ့မှာအဲ့သူတို့တံမှုကဘာစိတ်ဆိုးတယ်လည်းမသိဘူးဒီတော့မင်းတို့ standing order မင်းတို့အမိန့်ထုတ်ထားတာမင်းတွေ့ရမဟုတ်လားဟုတ်အဲ့တော့ဒီပါတရားပါတယ်မင်းတို့တွေ့တယ်မဟုတ်လားဟုတ်အဲ့လိုတွေ့တာတနေ့ဟုတ်လို့တယ်မင်းတို့ငါအများရီးတင်နေလားဆိုဟုတ်ဆိုဟာဘယ်ကောင်တော့ကွာအဲ့တော့ပြောချင်တာအကျင့်စာထောက်ဖို့ခက်တယ်လို့ပြောတာပါဒါကြောင့်မို့လို့မှားသွားလို့ရှိရင်တော့ဘုန်းကြီးတွေလည်းစုပြီးတော့ရုပ်သေးထောင်သွားဟုတ်ပြီကျပြောလိုက်အောင်ဆရာတော်တွေလည်းအားနာပါရဲ့ဆိုတော့ဘုန်းကြီးတွေလည်းစုပြီးတော့ရုပ်သေးထောင်တဲ့ခါကျပထမဆုံးစပြီးအပြူတော်ထွက်လာအပြူတော်စာစင်တိုင်ရတာစင်တိုင်နဲ့စမင်္ဂလာရေမရမနိုင်ရေလေအဲ့ဒီမှာသုံးဝါတော့ပြလာတယ်ခွန်ကြီးတွေကစင်တိုင်လိုက်တယ်ရုပ်သေးမှာမင်္ဂလာရေမသမနိုင်ဆိုဟာဘာတော့ဟာအဲ့ဒါလည်းမဖြစ်တော့မြန်မြန်ဝင်ဆိုတော့ဝင်ဘယ်တဲ့ခါကျတော့မြင်းနေပြောက်တရားတချင်းမပေါ့ဘာသာမှမပေါ့သူ့ဘာသူကခုန်ပြီးသွားတာဟုတ်နောက်ကြတော့ဝင်းကြီးတွေထွက်လာ9ဝါလောက်ရတယ်ဘုန်းကြီးတွေချင်းကဝင်စကားပြောတယ်ဝင်မင်းတို့တနေ့တရားပဲတို့များစီရင်ပါလေဝင်မင်းအဲ့တော့တနေ့တရားနဲ့ထုံးမှသည်3ငါဒီလေးတို့ငါစီရင်ပါဒီဝင်မင်းဟာဘာလို့ဟာဝင်းကြီးတွေဝင်နောက်ကြ2ပါးတော့ထွက်လာတော့မှ9ဝါလောက်ရလာတဲ့ဘုန်းကြီးတွေကသစ္စာသချင်းဆိုတယ်မလေးကြည့်လိုက်ပါတဲ့အာယုံမလေးကြည့်လိုက်ပါတဲ့အာယုံရွှေမြင့်မိုးတောင်လုံးတုံးမှပါလို့သခုံးလေးဒီတုံးမှပါလို့သခုံးလို့အဲ့တော့အောင်သိန်းကလည်းကျောင်းဆရာလူတွေဖြစ်တော့ကျောင်းဆရာအကျင့်ကပါနေတယ်အဲကြောင့်သိလို့ရှိရင် to know all is to forgive all သိရင်ခွင့်လွှတ်နိုင်တာပဲအောင်သိမှာကျောင်းဆရာညင်ကပါနေပါလားသိရင်ဆရာလုပ်တဲ့အတန်လေးကိုခွင့်လွှတ်နိုင်လိမ့်မယ်လို့ပြောလင်းပါတယ်လို့ပြောချင်တယ်နော်ကောင်းပြီဆရာပညာသင်တဲ့စာပညာစာသိခဲ့ပြီအကြောင်းကိုသိချင်ပညာသင်တဲ့စာပါလဲပညာသင်တဲ့ဆိုတာတိရစ္ဆာန်တွေမှာဘာမရှိဘူးလားရှိသလားပြဿနာတော့အစစ်နှိမ့်တဲ့တိရစ္ဆာန်တွေမှာပညာသင်ပြီးမှုမရှိဘူးတိကောင်မရှိဘူးပက်တိမရှိဘူးဘိုးလောက်လားမရှိဘူးပညာသင်ပြီးတာမရှိဘူးသူတို့အစစ်နှိမ့်ဆရာဝန်မလေးတယောက်ကနေတော့ဆေးထိုးတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒီတစ်ပတ်ရှိတဲ့ယောဂပိုးတွေကိုဆေးနဲ့ထိုးတတ်
အဲ့ဒါကိုမဟာစီလာမသိဆရာတော်ကြီးကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်အဲ့လိုစီထုတ်တဲ့အတွက်ကြောင့်ဥရိပါလေသိသွားတဲ့ခါကျတပည့်တော်မှာအကုသိုလ်ဖြစ်သွားတာဆရာတော်ရဲ့ပြောပြတယ်သူတို့ဟာတတ္တဝါအဆင့်ကိုမရောက်သေးဘူးသူတို့ကောင်းတယ်ဆိုတာတတ္တဝါအဆင့်ကိုမရောက်သေးဘူးအဲ့ဒီမှာကျွန်တော်ကဘာသွားတွက်မိလဲဆိုဆက်စဉ်းစားကြမင်းတို့ငါပြောတာမင်းတို့စဉ်းစားဖို့ပြောတာငါသိတာတွေပြောတာမဟုတ်ဘူးသစ်ပင်နဲ့တတ္တဝါကြားထဲမှာဘယ်လောက်ရှိတယ်ဟောသစ်ပင်မှာအသက်ရှိသလားတတ္တဝါလားအသက်မရှိဘူးလားရှိသလားဒါဆက်စဉ်းစားငါကိစ္စမဟုတ်တော့မင်းတို့အတွက်ကိုဟင်္ဒရာမှာအယူများများပေါ်ရင်တော်ပြီကွာစဉ်းစားလေလေယူလေလေအဲ့အယူများများပေါ်လေလေဟင်္ဒရာအတွက်ကိုငါအကျိုးပြုလေလေလို့ပဲအောင်းမိတော့အဲ့ဒါစဉ်းစားကြကောင်းပြီခုနကဆက်ပြောနေတာအစစ်နှိမ့်တဲ့တ attva မှာပညာသင်တယ်ဆိုမှရှိအစစ်နှိမ့်နဲ့မြစ်လာပြီကျက်ဆိုရင်ပဲပညာရရှိလာပြီကျက်မှရရှိရကတော့နဲ့သွားရက်တယ်ကျက်ကလေးလည်းလားပြီးဒါသာဟိုကကျက်မှရရှိသွားတယ်နောက်ကကျက်ကလေးပြီးနဲ့ဟောနေလှည့်ကြတယ်ဘာတော့ပေါ့အမေဒီမှာစားမှလားပါလေကြည်စမ်းမအောင်မြပေါ့ကြည့်တဲ့ခါကျပလတ်စတစ်တွေပရိသေဖြစ်နေဟဲ့ကောင်အဲ့ဒါမစားဘူးလှည့်သွားဩသူကမစားဘူးဒါပညာရေးပဲ education မင်းတို့ပြောကြ education ပေါ့ကျက်တဲ့ပညာရေးဆို education ပေါ့ကျောင်းမကြီးနဲ့ကျောင်းကလေးနဲ့ကောင်ခုတ်နေတာချောင်းနေမတွေ့ဘူးလားအဲ့ကန်ထဲမှာချောင်းနေဆိုမမြင်အောင်ချောင်းရတာမြင်အောင်သွားချောင်းရရိုက်ခါရမှာပေါ့စဉ်းစားကြည့်ပေါ့ကျမကြီးကကျောင်းမကြီးကကျောင်းလေးကိုမြင်အောင်ချောင်းနေဒါလက်ကိုဒီလိုထားအမိမလို့အဲ့လိုနေရဟုတ်ပြီဒါအုပ်လိုက်စမ်းကျောင်းလေးကခိုးအုပ်လိုက်ကျမကြီးကခိုးအုပ်လိုက်အဲ့ကျောင်းမကြီးကခိုးအုပ်လိုက်သူတို့ရအုပ်လိုက်ပြီးတော့ပြန်ခွာသွားလိုက်သိပြီပညာရေးနောက်ကြတော့ကျောင်းမကြီးကတခါကျွက်ကလေးတောင်ခုတ်ယူလာတယ်ပြောစားသေခြင်းဆိုခေါင်းကစစားအဲ့ဒါသိပြီအမိကစစားလို့မသိမရှိဖြစ်တော့နင်းလှက်ကိုင်းတော့နှာခေါင်းပဲ့သွားမှာပေါ့ဟာဒါသိမရပြီ education ကျောင်းပညာရေးပဲနောက်ကြတော့ကျောင်းမကြီးကတခါတည်းကျွက်ကလေးတောင်ခုတ်ပြီးယူလာတယ်အဲ့ဒီကြတော့ခုတ်လာတယ်ခုတ်ပေမဲ့လို့မသေးဘူးမသေးမရှိလေးလုပ်ပြီးတော့မဟောဒီလိုအဲခန်းထဲမှာကွင်းမြင်တစ်ခုမှချပေးလိုက်တယ်ဟိုကောင်ကလှုပ်လုံးနဲ့သွားမလို့လုံးနေကကြောင်လေးကဘာလို့မှမသိဘူးကျောင်းမကြီးကသားကြီးနေဒီကောင်ဘာလုပ်မလဲနှခမ်းမွေးသက်လိုက်ဘာလုပ်လဲကားပဲကျင့်တယ်ဟိုကောင်ဟိုဘက်ကလှည့်ပို့လိုက်ဒီဘက်ကလှည့်ပို့လိုက်ကျွက်ကလေးကပြေးလို့မလို့ဟိုဘက်ဇဝဲကုန်းအောက်ဝင်သွားတော့ဗီယိုအောက်ဝင်သွားတော့မယ်ဆိုတော့မှကျောင်းမကြီးကဆက်ဆိုပြေးနေပြီအဲကျောင်းကိုပြန်ပြီးတော့ရွက်က training ground ပေါ့လေ့ကျင့်ရေးကွင်းကိုပြန်ပုတ်ပို့တယ်အဲ့ဒါပြီးတဲ့ခါကျတော့ပြီးတော့သေကြီးကြောင်လေးကဟိုကောင်ကကစားရင်ပြီးအမေကျွန်တော်မလုပ်အောင် this for you မိကြလေစားလေနောက်ကြတော့ကြောင်ကအဲ့မသေးမရှင်းစားတတ်တာနေပြီးတော့အရှင်ကိုဖမ်းလာတယ်အရှင်ကိုဖမ်းလာတဲ့ခါကျကြောင်မကြီးကသိပြီးတော့ငါသားအစာစားတဲ့ခါမှာသတိလစ်တတ်တယ်နော်အင်မတန်ကိုလုံခြုံထိတ်ချတဲ့နေရာရှားဆိုတော့အဲ့ဒါကိုသိမိတဲ့ခါကျဒါကြောင့်မို့လို့ကြောင်လေးဘက်ကလေးပထမဆုံးပြက်မိလာတဲ့နေ့ပါတိတ်လုံးလျှောက်သွားတယ်သူ့လုံခြုံရေးရှားမရဘူးနော်ပညာရေးဆက်ပြောလို့ရှိရင်မြင့်တဲ့အကြောင်းပြောသိစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ပညာရေးပဲမြင့်တဲ့ဒါကျွန်တော်မပြောတော့ဘူးဒီနေ့ညဟောဆိုအချိန်သိများမစိုးနောက်ပိုင်းပြောကြတယ်တော်များသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီတိရစ္ဆာန်တွေမှာပညာသင်တာရှိကောင်းပြီဘယ်လိုသင်တော့သူတို့ဘာသင်တာလဲပညာသင်တယ်ဆိုတာဘာလဲဟာပညာဆိုတာဘာလဲပညာဆိုတာဘာလဲဟုတ်လားအကြောင်းကိုရှာကြဒါဖြင့်ပညာသင်တယ်ဆိုတာဘာလဲဟာကျွန်တော်ဒီနေ့ပြောတာမေးခွန်းနေကြီးပဲနော်မေးခွန်းနေကြီးပဲဒါအဲ့မေးခွန်းတွေကိုကျွန်တော်အဖြေရှာမလို့ကျွန်တော်ပြောတာပညာသင်တယ်ဆိုတာဘာလဲခေါင်းကကြောင်မကြီးကကြောင်လေးကိုသင်တယ်ဘယ်လိုလုပ်သင်တယ်ဆိုတာသူ့အတွေ့အကြုံကိုပြန်ပြီးတစ်ဆင့်ကမ်းတာပညာသင်တယ်ဆိုတာအတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းပဲဒါပဲတစ်အတွေ့အကြုံနှစ်အတွေ့အကြံလက်ဆင့်ကမ်းတာပဲကျောင်းထဲမှာကြတော့ပညာသင်တယ်လက်တွေ့နဲ့သင်တယ်နှစ်တွေမှာလက်တွေ့နဲ့သင်တယ်ချက်တွေမှာလက်တွေ့နဲ့သင်တယ်ကောင်းပြီသူတို့ရဲ့အတွေ့အကြံကိုသင်နိုင်သလားဟောပြဿနာပေါ်လာပြီမသင်နိုင်ဘူးသူတို့တွေ့တာပဲသင်နိုင်တယ်
လက်တွေကိုပဲသင်လို့ရတယ်သူတို့ရဲ့စိတ်ကူးထဲမှာရှိတဲ့ဥစ္စာသူတို့သင်လို့မရဘူးဘာကြောင့်သင်လို့မရလဲပြဿနာပေါ်လာကောင်းလေးတွေမင်းတို့ငါစိန်ခေါ်နေတာနော်မင်းတို့ကြက်ကြက်ပတ်ထားပါလောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မင်းလောကကြီးမှာထွက်သွားပြီပါစိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနိုင်တဲ့သူစိန်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်လောကကြီးမှာအောက်တန်းမှလေးပါဘယ်တော့မှအထက်တန်းမှမပြောပါနဲ့အဲ့ဒါမင်းတို့ပတ်ထားစိန်ခေါ်တာကိုလက်ခံနိုင်တာမင်းတို့ကရိုးလေးပြောလက်ခုပ်တီးရင်ပြီးမတီးရင်ဒါပဲမင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေရဲ့အတွက်သာလေနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံဝင်နေသူတန်ညွန်တစ်ခုကိုသစ်သားထဲမှာရက်လေဒိုင်းဆိုလိုက်တော့သစ်သားတွေကိုတန်ညွန်ကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညွန်ကမာတယ်သစ်သားကပြော့တယ်တန်ညွန်နေမှုအတွက်ကိုသစ်သားကနေရာဖယ်ပေးရတယ်ဒါပဲအဲ့တန်ညွန်ကိုကြောက်တုံးမော်လိုက်တော့ဒိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ပဲမင်းတန်ကမာတယ်မင်းမာသလားပြောသလားပြောရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့ဒါမင်းတို့ပြောရကောင်းပြီအခုမင်းတို့ကိုစိတ်ခေါ်နေတာပညာသင်နေဆိုပါလေအဲ့ဒီခုနကပညာသင်နေဆိုအတွေ့အကြုံကိုလက်ဆင့်ကပ်လာတိရစ္ဆာန်တွေမှာအတွေ့အကြုံကိုလက်ဆင့်ကပ်တယ်ဒါမှအတွေ့အကြုံကိုကမ်းနိုင်လားလက်ဆင့်ကမ်းနိုင်လားကမ်းနိုင်ဘူးဘာကြောင့်မကမ်းနိုင်လဲသိလားသိအရေးကြီးတဲ့စကားဖြစ်လာပြီတိရစ္ဆာန်နဲ့လူနဲ့ကွာဟာချက်အကြီးကြီးဒီမှာပေါ်လာတယ်အဲ့ဒါပါလေဆိုဘာသာစကားရှိလို့ပဲစကားရှိတယ်ဘာကြောင့်စကားရှိရလဲတို့မှထံကတိုင်းရှိလို့ဦးဇင်းတို့ပြထံကတိုင်းရှိတယ်အတ္တဖြစ်သောကရိယာလို့ခေါ်တယ်ထံကတိုင်းဆိုတဲ့ကထံဆိုတာအတ္တဖြစ်သောနေရာကတိုင်းဆိုတာအတ္တမြည်စေသောအရာကတိုင်းဆိုတာရှာပေါ့ထံဆိုတဲ့ဆိုအာကောင်းတို့အာသောက်တို့အဲ့ဒါထံကိုဌာနနေရာပေါ့အတ္တဖြစ်သောနေရာရဲ့အတ္တဖြစ်အောင်ဖန်တီးနေလို့ရှာတယ်ဒါရှိလို့တို့ကစကားပြောလို့ရတယ်ဘာသာစကားဆိုတာသိအားဖို့ကောင်းတယ်နော်မင်းဟုတ်ပြီကျမင်းဟိုမင်းနားမှာရေခွက်ရှိရလားရှိတယ်နော်ဟောမင်းဘာရှိလဲစကားနဲ့ပြောရတာရေခွက်လို့ပြောရတယ်အဲ့ရေခွက်ဆိုင်တဲ့နေရာမှာခွက်ကြီးဒီနာရှိသလားမရှိဘူးပစ္စည်းမရှိဘူးပစ္စည်းမရှိဘဲနဲ့ရေခွက်လို့ပြောထားတယ်ဒီကောင်တန်းသိတယ်ဟာဘယ်တော့အောင်ဖို့ကောင်းလဲမီလို့ဟောလိုက်တယ်ကဲမီဆိုတာမင်းမြင်ရလို့လားအိမ်ထဲမှာအိမ်နေတာမီဆိုတာမင်းသိလို့ဘာဖြစ်လဲဟာကြည်လားဘာသာစကားအော်တာမကောင်းဘူးတိရစ္ဆာန်မှာအဲ့လိုဘာသာစကားမရှိဘူးရှိတဲ့ဥစ္စာကြီးကားဆိုရင်၄ခုရှိတယ်ကြီးကားမှာတောကြီးကားဆိုရင်၃မျိုးပဲရှိတယ်အဲ့မှာအစာတွေ့လို့អော်တဲ့တန်ခုနမိတ်လိုက်ခုလို့អော်တဲ့တန်သုံးလို့ရန်သူပလာလို့អော်တဲ့တန်ဒီ၃မျိုးပဲရှိဒါပဲစာလေးတွေတိဒါပဲကျက်အော်ကြီးဒါပဲတတ်တယ်သူထံကတိုင်းမရှိဘူးကျွန်တော်တို့လူတွေမှာထံကတိုင်းရှိတယ်အဲ့ထံကတိုင်းရှိတဲ့အတွက်ကြောင့်မှစကားဆိုတာပေါ်လာတော့အဲ့စကားအားဖြင့်ခုနကပြောတဲ့ဟောဘိကျရေရှိတာလို့မေးလိုက်တယ်မင်းရှိတာမေးတယ်မင်းဟောဘိကျမင်းငါပြောတာသဘောပေါက်လားလို့မေးလိုက်တယ်ဆိုတော့ကဲသဘောပေါက်လားဆိုတော့ဘယ်မှာပစ္စည်းရှိလဲအတန်းချက်တဲ့ဒီမှာရှိတယ်မှန်တယ်ပစ္စည်းရှိတယ်မိအိမ်ဒီမှာရှိတယ်ကဲမင်းသဘောပေါက်လားဆိုသဘောပေါက်လားဆိုတဲ့ခါကျဒီငါပြောတဲ့ဆိုတာသဘောပေါက်လား OBJ လို့ပြောတဲ့ခါကျအဲ့သဘောပေါက်လားဆိုတာဘာပစ္စည်းရှိလို့ကဲသဘောပေါက်လားဆိုတာဟာပေါက်တယ်ဆရာလို့ပြောတယ်အဲ့ပေါက်တယ်ဆရာဆိုပစ္စည်းကြီးကဘယ်ပါတော့ကဲမီးလို့လည်းမရှိဘူးရေလို့လည်းမရှိဘူးကြိုင်လို့တွေ့လို့လည်းမရဘူးဒါမှသူနဲ့ကျွန်တော်နားလည်တယ်ခရခုနကပြောအဲ့နှုတ်ရှာအားဖြင့်ဟောပြခဲ့တယ်ဗိဒကသုံးပုံကြီးထားပြခဲ့တယ်ဆိုတာအဲ့ဒါပဲကိုယ်ပြောလိုက်မယ်ပြန်စဉ်းစားလို့ရှိရင်လေးနဲ့သွားမှာဆိုလို့ကျွန်တော်မပြောဘဲနဲ့ဆိုတာနိဗ္ဗာန်ဆိုပဲလို့ကြိုက်သိဘူးလားမသိဘူးလားဘာဘယ်နိဗ္ဗာန်ဆိုဒီနားလားဟိုနားလားဟာနိဗ္ဗာန်ဆိုဒီမှာနိဗ္ဗာန်ကြီးနှစ်ရခပိတော့ပြီးသားမလားကြားတယ်ဘယ်မလဲဒါကြောင့်လူမှာထံကတိုင်းပါလာတဲ့ပြောဘာသာစကားပေါ်လာတယ်အဲ့ဘာသာစကားအဖြစ်
ကိုစဉ်းစားမိသမျှအကုန်လုံးကိုပြန်ပြီးတော့ဝေငှပေးနေကိုအတွေ့အကြံကိုအတွေ့အကြုံနှစ်ခုမှတ်တာကောင်းလေးကိုအတွေ့အကြုံရဲ့ကိုအတွေ့အကြံရဲ့နှစ်ခုရှိတယ်အဲ့ဒီဟာကိုလက်ဆင့်ကမ်းပေးခြင်းဒီပညာသင်ခြင်းပဲဟာမင်းတို့ကအမေဖေကဘာပေးလဲဟဲ့ဓာရဲ့တော့ရှာမိရဲ့တော့ပူဟဲ့ကောင်လည်းစီးဆောင်ချောင်းဆိုးလိုက်တယ်ဒါပေးနိုင်မှာပေါ့ဒါမှကာယိခဝေဘာညာဆိုတဲ့ geometry တို့ဘာလို့ရောက်တဲ့ခါကျသိပေးနိုင်လားမေတက်ရှင်မှတတ်မှာပေါ့မေဖေတက်ရှင်မှတတ်မှာပေါ့အဲ့ကြောင့်ဘယ်သူကသိပေးရတယ်ဆရာမသိပေးရတယ်ဆရာမဘာလို့လုပ်ထားလဲဆိုတော့မေအဖေမေကိုစားသိပေးတာတရိစ္ဆာန်တွေကြတော့မိဘကိုယ်တိုင်သိပေးတယ်မင်းတို့လူတွေမှာကြတော့တရိစ္ဆာန်မိဘကိုယ်တိုင်မတတ်နိုင်တော့မတတ်နိုင်တော့ဆရာလွှဲရတယ်ဒါကြောင့်မလို့ယတနာသုံးပါးနဲ့ဆရာသမားမိဘအနန္တ၅ပါးထဲမှာဆရာသမားကိုထည့်တယ်အဲ့ဒါပဲရိုးရိုးလေးသူကမိဘကိုစားသိပေးတာထားလိုက်တော့သိရှိကိုပါဒူဖြတ်သွားကြိုက်ကောင်းပြီပညာသင်တယ်အဲ့တော့ပညာတတ်တော့ဘာဖြစ်လဲပညာတတ်တဲ့ခါကျတော့သူများတဲ့အကျိုးအကြောင်းပူသိတယ်လာပြီးတော့ပြန်ပြီးတော့ခေါင်းကစာပြန်ကောက်တော့မယ်နော်အကြောင်းအကျိုးပူသိအကြောင်းအကျိုးပူသိတော့အကြောင်းကိုပူသိတော့အကျိုးကိုသိရင်နိုင်တယ်တခုလည်းကျွန်တော်ပြောအတွေ့အကြုံနဲ့အကြောင်းပြောကျွန်တော်ထိုင်ငယ်ငယ်ကတွေ့ဘူးတဲ့ဆက်ကျွန်တော်ကတောင်တင်းကြီးရပါတောင်တင်းကြီးရဲ့တောင်ဘက်မှာဆက်သွားဆိုတဲ့ကားအဲ့ဆက်သွားတဲ့တောင်ကြီးလာတဲ့ကားရှိတယ်စစ်ပြီးသားပါအဲ့မှာကလေးတယောက်ကတော့ဟိုးဆက်သွားရဲ့အရှိဘက်ကတောကြည့်လိုက်ကကလေးသူကမြို့ကိုလိုက်လာတယ်မိဘတွေနဲ့သူလိုက်လာရင်ကနေပြီးတော့မှအုတ်ထုပ်ကလေးဆောက်လာတော့အုတ်ထုပ်ကဘိုးဆိုလေလွင့်ပြီးတော့မော်တော်ကားကလေလွင့်ကြတာသူ့အုတ်ထုပ်ကောက်ချင်လို့မလို့ကားပါခုံးစင်းတာသူကလှဲချင်နေတာသိရောနေရတယ်ဒီကားဒီလိုပြုနေစေအတွေ့အကြုံသူမသိဘူးမိဘကနေအတွေ့အကြုံသိတဲ့မိဘနဲ့ဆွဲဖို့အချိန်မရလိုက်ဘူးကန်ချလာသိရောအဲ့တော့အတွေ့အကြုံစာဘယ်လောက်ကြောက်ဖို့ကောင်းလဲအဲ့ဒီအတွေ့အကြုံကိုပြန်ပြီးသိပေးတယ်လို့မရှိရင်သေတောင်သေတတ်တယ်ဆိုတာအခုဒါကြောင့်မလို့သေတာတွေအများကြီးဖြစ်နေတယ်ပေါ့ဥပမာသွားတယ် AIDS တို့အခုနာမည်ကြီးနေ HIV တို့ AIDS တို့ဆိုတာတွေကအဲ့အများကြီးသေနေတယ်အများကြီးဖြစ်နေကြတာပဲခုဒါကြောင့်ကျွန်တော်ဆောင်းမရေးတယ်ဒီဈေးကွက်ဆိုတဲ့ channel ထဲမှာကျွန်တော်ဒါတွေရေးနေရတယ်ဟောဆိုဘယ်လိုကုရမှလည်းမသိဘူးဘယ်လိုကုနာမှကုမှလည်းမသိဘူးဘယ်လိုရက်တည်နေရတယ်ဆိုလည်းမသိဘူးဟုတ်လား ART ဆိုစီရှိတယ်ဆိုလည်းသူတို့မသိဘူးခက်ပြောချင်တယ်ဒီကခုနကပြောပညာပြီးပြင်နေအသက်ကိုညံဆောင်တယ်အဲ့ညံကိုထိန်းကွပ်ထားတာပညာဒါကြောင့်ပညာသင်ရတယ်ပညာဆိုတာဘာလဲအကြောင်းကိုသိခြင်းအဲ့အကြောင်းကိုသိအောင်ဘာလို့ပညာသင်ပေးရတယ်ဘယ်သူကသင်ပေးတယ်မိဘကသင်ပေးတယ်နောက်ဘယ်သူကသင်ပေးတယ်ဆရာသင်ပေးတယ်ပညာသင်တယ်ဆိုတာဘာလဲပြန်တွေ့တယ်အတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းဒါပညာသင်ပေးတာပဲရတယ်နော်ကောင်းပြီကျွန်တော်ဆက်ကြအောင်လို့အဲ့တော့ပညာသင်ပေးတဲ့ဥစ္စာမှာခုနကပြောတဲ့စကားနဲ့သင်တယ်လို့ကျွန်တော်ပြောခဲ့တယ်စကားနဲ့သင်လိုက်တဲ့ဥစ္စာမှာခုစကားကျွန်တော်ပြောတဲ့စကားနဲ့ကြားတယ်အသာမဲကြားတယ်စကားပြောတယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုလူကဘယ်လောက်ထိအောင်တော်လာလဲဆိုတဲ့ခါကျတော့ written ခေါ်တာအရေးအခရာနဲ့သိကြတာပြောတယ်တဝေထိုးရာကောက်ပြီးထားတယ်ဖတ်လိုက်တဲ့ဘာပြောရေရှိသလားသူဒီပုံမှာရေးတာအခရာပဲခုကျွန်တော်ကနေပြီးတော့စာလေးရေးပြလိုက်မယ်ခန္ဓာမှုပြန်အော်ပီကျော်တော့ပဲဆံပဲအော်ပီကျကြီးမှာရေဖတ်လိုက်တော့ဟာဆရာရေလုံးနေပြီဒါပြီးမှာပေါ့ကြည့်လားသင်္ကေတပဲအဲ့စာဆိုတာဟာအတန်ရဲ့သင်္ကေတပဲစာရေးတယ်ဆိုတာကိုပြောချင်တဲ့စကားကိုအခရာနဲ့ရေးလိုက်တာပဲအဲ့ဒါကြောင့်မို့လို့ဆရာအရေးကြီးတော့မယ်နော်အဲ့ဒီဒါကြောင့်မလို့စာသင်တဲ့ကြောင်းများများရှိလေလေအဲ့မြို့ကောင်းလေလေအဲ့ဒီစာသင်ကျောင်းကိုအားပေးလေလေအဲ့မြို့ထုံးကားလေလေအဲ့ဒီနောက်ဆက်တဲ့တော့စာကြီးတိုက်ဟောဒီမှာဝိဇ္ဇာသမ္မရာစာကြီးတိုက်ခဏဆရာတော်ကိုမေးရသေးတယ်သမ္မရာအခါခတ်သိဆိုရရှိရဒါပါဆိုပြည်စုံရင်ဝိဇ္ဇာသမ္မရာဆိုအသိဖြင့်ပြည်စုံတော့ပေါ့စာကြီးတိုက်တယ်ကျွန်တော်တို့တိုင်းပြည်ကခက်ပုံကနော်ဒါဆရာတော်ဘုရားတို့ဗျာပြီးတော့ခွင့်လွှတ်ပါပြန်ပြီးတော့ပြောရတော့မယ်ကျွန်တော်ရွှေတုံဘုရားကြီးသွားပြီ
ရွှေချကလေးတွေစာရိုက်ကိုစာအုပ်လွှဲကောင်မှမသိတဲ့တိုင်နှလုံးသားမှာဖျားတင်ရတယ်လူငယ်တွေကိုရွှေချမှအနာဂတ်တောက်ပါတယ်ဖျားတွေတည်လိုက်တာဟိုအင်ဒိုနီးရှားတို့စင်ကာပူတို့အဲ့ဒီမှာအကုန်လုံးဖျားတွေတည်ခဲ့တာပေါ့အခုကျမွတ်စလင်ကြီးဖြစ်နေဘယ်မလို့ဘုရားဘာသာပြတိုက်ဖြစ်အဲ့ဖျားတွေကပြတိုက်ပဲတိုးရစ်စပေါ့နိုင်ငံသားတွေလာရင်ပိုက်ဆံတောက်စားတဲ့နေရာပဲဖြစ်တယ်စင်ကာပူဆိုတာကြောင့်မှစင်ကာပူဆိုတာဗမာလူပဲဆိုတယ်တိန်ကပူရာတိန်ကဆိုတာချင်းသိပူရာဆိုတာမြို့ချင်းသိဥကောင်းတဲ့သူတော်မြို့ဆိုတဲ့ပဲရှိတယ်ကွာလာလမ်ပူရာအကုန်လုံးပူတွေအဲ့ဒါကြီးအကုန်လုံးဗုဒ္ဓဘာသာကြီးပဲဗုဒ္ဓဘာသာဖျက်ကျက်သွားတဲ့ခါကျဘုရားနေသာသနာပြုလို့ကိုယ်တိုင်ကိုယ်ဌာနလွတ်တဲ့ခါမှာဟိုးအိန္ဒိယပြည်တောင်ကျောင်းအိန္ဒိယပြည်မြောက်ကျောင်းမြောက်ခီးတောင်ခီးပေါ့ဟိုးမြောက်ခီးကမဟာယာနဖြစ်သွားတောင်ခီးကထေရဝါဒဖြစ်သွားတောင်ခီးကသွားလွယ်တယ်ဟောဆိုတီယိုကျော်ရောက်တီယိုချင်းကဆိုလှေနဲ့ဆိုတော့လွယ်တာပေါ့ဘာမှအတားအဆီးမရှိဘူးဟိုးမြောက်ခီးကသွားတဲ့ဘုန်းကြီးတွေကြတော့ဟိုးမှာဟိမွန်တာတောင်ကြီးကျော်ရတာကျော်ရတဲ့ခါကျအဲ့ဘုန်းကြီးတွေမှာသိဒုက္ခရောက်တာအင်မတန်ဒုက္ခရောက်တဲ့ခါကျတော့အဲ့မှာမဟာထေကြီးတွေလို့ခေါ်တယ်ကျွန်တော်အဲ့မဟာထေကြီးတွေဆိုခွင့်မှန်တာသူကရေထုံကျင့်တယ်ဆိုတာရေအောက်ကနေပြီးတော့ကျင့်တာပေါ့ဗျာရေရောအောက်မှာအငုတ်ခံနေခုကျွန်တော်ခင်ဗျားတို့နားလေတော့အတွင်းအားကျင့်စဉ်ပေါ့ဗျာအဲ့ဒါကျွန်တော်ရှင်ဗျာတပည့်တော်တို့မှာအတွင်းအားကျင့်စဉ်တော့ယူရစီတပါးသူရဲ့အသက်ကိုတော့မတတ်ပါဘူးသို့တော်အတွင်းအားကျင့်စဉ်နဲ့ရန်သူတွေခုခံနေတော့ရုပ်ခွင့်ပေးပါဗျာခွင့်တော့မှမဟာထေကြီးကနေခွင့်ပြတယ်မှာသွားတဲ့ခါကျတရုတ်ပြည်ရောက်သွားတာအဲတရုတ်ပြည်ရောက်သွားတဲ့ခါကျဘယ်ဒေသရောက်တယ်ဆိုသူကမဟာထုခုနကပြောတဲ့ထေရဝါဒပေါ့ခုနဟိုမဟာယာနပေါ့အဲ့ဒါနဲ့ရောက်သွားတဲ့ခါကျမှတရုတ်ပြည်မှာဘယ်သူနဲ့သွားတယ်တရုတ်ပြည်ရဲ့အရေးလက်သီးလို့ခေါ်တယ် shadow box ပါသိလားဟောပြကြ shadow box ဒီဘာမှမပါဘူးလက်သီးအားဆိုင်ပြီးထိုးတယ် shadow box ကိုခေါ်တယ်အရေးလက်သီးလို့ခေါ်တယ်အဲ့ဒီကနေသွားတွေ့တော့မှသူတို့အတွင်းအားနဲ့ shadow box နဲ့ပေါင်းလိုက်တဲ့ခါကျမှအဲ့ဒီမှာတိုင်းတစ်မျိုးဖြစ်သွားအဲ့ဒီဒေသကဘာလဲဆိုတော့ရှောင်းလင်လို့ခေါ်တယ်ရှောင်းလင်ဆိုအဲ့ဒါအဲ့ဒီမဟာယာနဘုန်းကြီးတွေလုတ်သွားတာအဲ့ဒီရှောင်းလင်ကနေပြန်သွားတဲ့ခါကျမှဟိုးပဲရောက်သွားတယ်ဘယ်ဆိုဂျပန်ပြည်ရောက်တယ်ဂျပန်ပြည်ကဘယ်ရောက်သွားဆိုခါရာတေးဆိုတဲ့နေရာရောက်သွားတယ်ဒေသနောက်ကျကိုရီးယားရောက်တော့ကိုရီးယားမြောက်ပိုင်းရောက်တော့ဘယ်ရောက်သွားဆိုတိုက်ကွမ်ဒိုဆိုတဲ့ဒေသရောက်တာအဲ့တိုက်ကွမ်ဒိုရဲ့ခုနခါရာတေးရဲ့အဲ့ရှောင်းလင်ရဲ့အဲ့ဒါတွေဘုရားအိန္ဒိယပြည်သွားတာကြီးဘယ်ရောက်ကုန်မှလည်းမသိပါဘူးဘာဖြစ်ကြီးငါလည်းဘယ်ရောက်ကုန်မှမသိတော့ပညာသင်တာကနေလျှောက်ပြောရထားလိုက်ပါတော့အဲ့ပညာကိုသင်တဲ့ဥစ္စာမှာခုနကတစ်ဆင့်ကစာနဲ့ရေးသင်ရစာနဲ့ရေးတော့မှပိဋကတ်တော်အဲ့ဒီပိဋကတ်တော်တောင်မှပထမဆုံးဆရာတော်သိပြီလားမင်းတို့သိမှာမဟုတ်ခလေးတွေပြောတာပထမဆုံးသံဃာနာတင်တော့နှုတ်နဲ့သံဃာနာတင်ရတာအဲ့မှာဘုရားဘာသာဖြည့်ဆည်းလို့ဘလို့ဟိန္ဒူဘာသာဖြည့်ဆည်းလို့မို့အဲ့ဘုန်းကြီးတွေကသဲဘူးထဲမှာလှိမ့်ပြီးတော့အဲ့ပိဋကတ်ကိုပြန်ခဲ့ရနှုတ်တယ်ပြန်ခဲ့ရတာပြန်ပြီးတော့မှနောက်တတိယအချိန်ကျမှသံဃာနာတင်လို့ရတယ်သတုဒ္ဓအချိန်ကျတော့မှကြောက်တဲ့အခရာတင်တယ်ပြစ္စမအချိန်တင်မယ်လုပ်တဲ့ခါကျတော့ဒီဟိုပြစ္စမအချိန်မှာတင်တယ်ဟုတ်လားကြောက်တဲ့အခရာသတ္တမအချိန်တင်မယ်လုပ်တဲ့ခါကျပိဋကတ်သုံးပုံပြန်နေတဲ့ဘုန်းကြီးမရှိတော့မှပိဋကတ်သုံးပုံနှုတ်တိုက်ပြန်နိုင်တဲ့ဘုရားမရှိဘူးဆိုတဲ့ပြောတဲ့ခါကျတော့မှအရှင်ဝိစိတ္တသာရဘိဝန္တပြီးတော့တာဝန်ယူရမယ်ဗျာပြီးတော့လုပ်ပါမယ်အဲ့ဒီမှာသူပြန်တော့မှဘုန်းတော်ကသံဃာနာဖြစ်သွားတာသံဃာနာဆိုရွတ်နိုင်တဲ့အစအဆုံးပိဋကတ်သုံးပုံအစအဆုံးရွတ်နိုင်တဲ့သူရှိမှဒါကြောင့်မလို့အာနန္ဒာရှင်အာနန္ဒာသိအောင်ဖို့ကောင်းလားပြီးတော့ရှင်အာနန္ဒာမှာသိအောင်ဖို့ကောင်းလားတို့ literature နဲ့ပြောလို့ရှိမှာပေါ့ယတ္တသာပြီးသဘောနဲ့ပြောရှင်အာနန္ဒာကလေပိဋကတ်သုံးပုံသင်တဲ့အခါမှာသူ့စကားမပါဘူးနော်သူ့အတန်မပါအောင်ပြောရတယ်ဟာသိအောင်လားဒါမင်းမလို့ပြောကြအောင်ကိုင်းထားပါတော့ကွာဟောပြီးကျင်ကအဆုတ်ပြောနေတာမင်းတို့နဲ့တခြားစီဖြစ်ကုန်ပြောချင်တာအဲ့ဒီလိုလုပ်ခဲ့ရအဲ့တော့ပြောချင်တာကတကယ်ကိုမြို့ကိုချစ်လို့ရှိရင်ဖယားကိုရွှေချတဲ့ဥစ္စာချပါကောင်းပါဂုံယူပါလေဒါမလို့လူငယ်တွေကိုရွှေချဖို့လေလူငယ်တွေကိုရွှေချဖို့ဘာလို့ဖို့လဲဆိုဟောဒီစာကြီးတဲ့အခုမျိုးတွေမှာကြီးစံကြည့်တယ်ခုမင်းတို့ပြောတယ်ငါမျိုးထဲမှာ
လုတ်ခဲ့တဲ့ဥစ္စာကြီးငါတောင်းကြီးမှာငါစားလုတ်ခဲ့တာပြောရမှာကွာစိတ်နာစရာကောင်းတာတွေရောပြီးတော့မှဖမ်းချုပ်ခြင်းလဲချုပ်ပေါ့ဒါမှချုပ်စရာလည်းမရှိတော့ဘူးအရှိနဲ့အမရှိတော့ချုပ်မှာမဟုတ်ဘူးအဲ့မှာတောင်းကြီးမှာငါစာရေးလိုက်ပြီဟိုးရှိခေတ္တမှာအင်္ဂလိပ်ခေတ္တမှာစာရေးတဲ့ရှိမရှိတဲ့ခါကျတော့တထေးတွေကြီးတနေ့မှကြောက်ဒီလိုပဲညစာပေါ့ငါစာပြီးဟောပြောလဲမို့အဲ့ဒီမှာရောက်သွားထွက်ပြီးဟောကြောက်အဲ့ဒီမှာမျိုးလို့ချင်းတိုင်းလို့မင်းဟိုကောင်းနေပါနဲ့တပည့်လေးသိချမ်းသာတဲ့ကောင်းနေမင်းတို့ချမ်းသာတယ်ငါပြောမယ်စာရေးတဲ့ဖြစ်အောင်လုပ်စမ်းပါအဲ့မှာမြို့နယ်ဥက္ကဋ္ဌဖြစ်နေတဲ့ဥလကြိုင်ကပါတယ်ကုလကြိုင်လည်းပါတယ်သူကအရင်ကတည်းကသိခဲ့မှုတယ်ကုလကြိုင်လို့ခင်ဗျာမြေနေရာပေးတော့လို့မြို့အလယ်ကိုပေးစီခြင်းနဲ့ပေးမလားကျွန်တော်ကြိုးစားမယ်ပေးစမ်းကွာလို့ဟဲ့ရောက်မင်းတို့ငါအောင်သိတော့စာရေးပြန်တော့စာလေးရေးပြီးထမင်းစားတာချမ်းသာတော့ဟောဒီမှာငါငွေသတိပေးတယ်ကွာမင်းတို့သိမ်းမောများစွာချမ်းသာတဲ့ကောင်မလုပ်နိုင်ဘူးလားဆိုခြားတော့အဲ့ဒီမှာပြောနဲ့၄-၅-၆လေးအခုစာရေးရေးရှိနေပြီကွန်ပျူတာ၃လုံးရှိတယ်စာရေးရိုက်ဖြစ်ပြီဆိုလို့ရှိရင်ဂရိထားအရေးအကြီးဆုံးချက်ကစာရေးရိုက်မှုခါစာရေးရိုက်မှု2000ပေးရ3000ပေးရအချိန်ပိုင်းနဲ့ခန့်လိုက်တာမခန့်လို့ရှိရင်အဲ့စာရေးပြက်ပြီးတော့အောင်းပြီးတော့ဟိုကောင်ငှားသွားပြန်မပေးဒီကောင်ကပြန်မယူလာနဲ့ပြီးရောစာရေးရိုက်မှုခါသူ့တာဝန်ရှိတယ်အဲ့လိုခါရတယ်ပထမဆုံးတစ်ချက်ကစာရေးရိုက်မှုခါနောက်စာရေးရိုက်နေရာရှိရတယ်နောက်ဒီရဲ့ပို့ပြီးကောင်းတဲ့ဥစ္စာအဲ့ဒီစာရေးရိုက်နားမှာကစားခွင့်ရှိရင်ကောင်းလို့ကလေးကစားခဲ့နေတဲ့ကိစ္စကျွန်တော်လူကြီးတွေကကလေးတွေကြကမြင်းညောထားတယ်လူကြီးကြအားကစားတယ်တစ်ချက်တည်းကျင်းဝင်ဆိုသတင်းစာတက်တော့ပါတယ်တစ်ချက်တည်းကျင်းဝင်တော့ဘာလို့စဘာအထွက်တူးတော့ရတယ်ဒါမှသတင်းစာအဲ့ဒါထည့်ပြီးလူကြီးကြအားကစားတယ်ကလေးကြကမြင်းညောထားတယ်ကမြင်းညောထားမှာပေါ့ကမြင်းညောဆိုသိစမ်းရှိတာမဟုတ်ဘူးတကယ်ခင်ဗျားတို့သိချာစဉ်းစားကြည့်လို့ကျွန်တော်ပြောမယ်အကုန်လုံးကိုဗျာတခါကျွန်တော်အပေါ်ကနေတက်ပြီးဆရာလုံနေတယ်ဆိုလို့ရှိရင်ပြောတော့ဗျာနောက်မှခင်ဗျားတို့ကြုံမခေါ်နဲ့တော့ခင်ဗျာခလေးကကမြင်းရမှာဟောဆိုသူကလူမားကြီးလို့ပြတော့ဒေါက်တာယေဝရပြောလို့ပဲဒေါက်တာယေဝရဟိုဘာမင်ကန်ဆရာတော်ကတော့သူနဲ့ကျွန်တော်ကအင်တာဗျူးလုပ်ပြီးတယ်အဲ့ဆရာတော်ဘာပြောလဲဆိုဒကာကြီးဥအောင်စင်ဟာကျုပ်လို့ရုပ်နဲ့နာနဲ့ကျုပ်ပြောတာရုပ်ရဲ့နာရဲ့ကိုမရှိဘူးဖြစ်တယ်ပြည့်တယ်ဖြစ်တယ်ပြည့်အဲ့အစင်လေးပဲရှိတာတော့သူပြောတာကျွန်တော်လက်ခံတယ်ထားလိုက်ပါဒါနိဗ္ဗာန်ရောက်ကြောင်းနဲ့ရောက်သွားလိမ့်မယ်ဒါကိုတော်ဘုရားတို့ဆက်စင်လာလိမ့်မယ်အောင်သိကိစ္စမဟုတ်တော့ဘူးဖြစ်တယ်ပြည့်တယ်မှန်တယ်ဒါမှခလေးကြတဲ့ခါကျတော့ဖြစ်ပြက်ဖြစ်တာသုံးပြက်တာတစ်ချက်သူကဖြစ်တာများနေတော့အကောင်ကြီးလာတာပေါ့အကောင်ဖွာလာတာပေါ့ပိုးစားနိုင်တယ်ပိုးအိတ်နိုင်တယ်အားခွန်လာတဏှာတိုးလာဘာလို့ဆိုဖြစ်တာသုံးချက်ပြက်တာတစ်ချက်ဖြစ်ပြက်အဲ့တော့ဖြစ်တာများလာတဲ့အခါဘာကြောင့်ဆိုသူ့မှာ energy လို့ခေါ် energy ဆိုတာအင်္ဂလိပ်လိုပြောတာဗမာဆိုစွမ်းအင်ပေါ့နော်စွမ်းအင်ပေါ့အဲ့ energy ကများလာအဲ့စွမ်းအင်များလာတဲ့ခါကျဖြစ်တာများလာတဲ့ခါကျဒီကောင်ကဖြစ်တာများနေတဲ့ခါကျဒီကောင်ခြေထောက်တွေကငြိမ်လို့ကိုမရဖြစ်တာများနေတော့ရွာစီဖြစ်တာဒါအဲ့ကလေးတယောက်ရွာစီပြန်ဒိဗေရှိတယ်ကလေးတယောက်ငြိမ်နေလို့ရှိရင်နေမကောင်းလို့အဲ့ဒီကောင်ထိတ်ကူပြီးတော့မငြိမ်ရဘူးကလေးကရွာစီဖြစ်နေတာဒါမှရွာစီလည်းဖြစ်နေလေကောင်းရဲ့တဲ့အခန်းထဲမှာငြိမ်နေပြီဆိုရင်အဲ့ကောင်သတိထားအထဲထဲမှာနိုင်ပြက်နေသလားပါတခုဖြစ်နေတယ်အဲ့ဒါသတိထားဒါသဘာဝမောင်ရင်တော့မတွေ့ဘူးလားအခုအောင်သေးပြောနေတာတခုမှအဆမ်းမပေါဘူးမောင်ရင်တို့အိမ်ထဲအကြောင်းတွေငါပြန်ပြောနေတာဖြစ်တော့ရွာစီပေါ့ဒီမဲ့ခလေးကြည့်ရလားမှတ်ထားထားပါတော့သူတို့ငယ်တော့လားမှတ်ထားအလီတိုင်ရတယ်ပေါ့ဗျာဟောနေ640စနစ်တိုက်တယ်ဆိုအဲ့ဒါတိုင်နေဆိုတာရိုးတိုင်လို့ရလားခင်ဗျတကယ်တမ်းကလေးတွေအလီတိုင်နဲ့သွားကြည့်နေ640နေ940လေးပုတ်အောင်လှမ်းတွေ့ရတယ်ဟာသူကရွာစီပြီသူကခဏတွေ့တယ်အပူစွမ်းအိမ်ကြီးထွက်ဟုတ်လားအဲ့ဒီကနေရောနောက်ကြတော့ဖြည်းပြက်ဟောဖြည်းပြက်ကနေဖြည်းပြက်နောက်ကြဖြည်းပြက်နောက်ကြဖြည်းပြက်ဟောအောင်သိနေကြဖြည်းပြက်ဟာလားသွားပြီအဲ့ရတဲ့လဲတွေပြက်တာနှစ်ချက်လေဖြစ်တာတစ်ချက်ကဲ
အဲ့တော့ခလေးကကစားနေရမှာနောက်ပြီးတော့ခလေးကစားတယ်ဆိုတဲ့ကိစ္စခင်ဗျားတို့ပေါ်တီပေါ်စာထင်းနေတယ်ခလေးတွေကစားတယ်သိအတိတ်ပဲရှိတယ်သူတို့ကစားခွင့်ကိုပေးရမှာခင်ဗျားခလေးတွေထုတ်စီးထုတ်တယ်ဘာလို့ရတာပထမဆိုစီးဆွဲရတာကျင်ပေါက်တယ်ဘာလို့စီးဝမ်းရတာအဲ့ဒီစီးပြင်ထွက်ရင်ဘယ်လိုစီးအတွင်းဝင်ဘယ်လိုအဲ့ခေါင်းစည်းကိုထိရင်ဘယ်လိုအလျားစီးရင်ထိရင်ဘယ်လိုကိုကြီးကဒီစီးရန်ကိုခလေးတွေဆွဲတာအဲ့ဒီတိုင်းပဲကျင်ပေါက်တယ်အပြင်ထွက်သွားဆိုဒီကောင်ခံဆိုခံမယ်ဘာမှပြောမနေခံလိုက်ပဲကိုကကျင်ထွက်သွားတာဟုတ်သူကခလေးတွေဆိုခလေးတွေကသူတို့ဆွဲတဲ့စီကံသူတို့လိုက်လာတယ်လူကြီးတွေရတာကိုဆွဲတဲ့စီကံမလိုက်နိုင်ရင်ရှိရတာမင်းတို့ငါရိုးပြောတာနော်မင်းတို့လှုပ်တာနဲ့ရာသွမှုဖြစ်နေဦးမယ်ငါတကယ်ကိုရိုးရိုးလေးပြောတာခလေးတွေကသူတို့ဆွဲတဲ့စီကံသူတို့လိုက်လာတယ်လို့ပြောတာမဟုတ်ဘူးလားကဲလူကြီးတွေမလိုက်နိုင်တာမသိဘူးလေငါပြောတယ်ဆိုမလိုက်နိုင်မသိဘူးဒါမှခလေးတွေကလိုက်နိုင်ကိုဆွဲတဲ့စီကံကိုရိုးသေးတယ်ဟိုကောင်သူ့ကျင်ခါရဲဆိုပဲ့သွားတယ်ပေါက်တဲ့ကောင်ကကျင်နေပေါ်လိုက်ဆိုမှခါတာဘာမှလည်းဆိုင်တာမဟုတ်ဘူးပြန်စဉ်းစားကြည့်ပြန်ကိုကျင်နေပေါ်လို့ကိုကျင်ခြေတော့ကနေပြီးတော့ပေါ်ချင်းတန်ညုံပေါ်ထိပြီးတော့ဟိုကောင်ကျင်များစက်ခင်ပဲ့သွားတယ်ဟာကောင်းလိုက်တယ်ကွာအမေရင်နားလိုက်သေးတယ်နန်းတော့ဘာရတာရှိမွေးတာလည်းမဟုတ်ဒါပေမဲ့သူတို့မှအောင်နိုင်ရင်ဟောဆိုလူဟာတော့ we want to conquer လူဟာအောင်နိုင်ရင်လည်းတော့အောင်နိုင်ရတဲ့ဥစ္စာလူကအရသာဒါကြောင့်မို့ကလေးတွေဟောလူကထိုင်မျိုးပေါ့တက်တာတွေ့ဘူးလေမရရအောင်တက်တာအတိတ်တက်ပြီးလဲပြီးတော့ပြန်ဆင်းတော့မဆင်းနိုင်တော့အဲ့ကြမှာអော်တော့တာဘာဆိုတက်တာနဲ့ဆင်းတာသိခဲ့တယ်တက်တာလွယ်မဆင်းနိုင်ရင်ဟောလို့ကြီးကြသွားတယ်ကျွန်တော်ပြောတာဟုတ်လားခင်ဗျားတို့တစ်ပင်မှာအတက်နဲ့အဆင်းဆင်းမှုပါလိမ့်မယ်တက်ဖို့ပါလိမ့်မယ်ကျုပ်လိုက်တက်ဖို့ရဆင်းလို့ရှိခင်ဗျာဟာခြေတော့ကဟိုစမ်းလိုက်ဒီစမ်းလိုက်နဲ့ဘယ်ညာဆမ်းလိုက်ရမှာမသိဘူးခင်ဗျာခြေကားပါရင်တော့တစ်မျိုးပေါ့အဲ့တော့တဲ့ရတာသိခက်တယ်လို့မထင်အောင်ဆင်းဖို့ကြတော့လိမ့်မကြအောင်လုပ်ရတယ်သိခက်တယ်အဲ့တော့ကလေးတွေအဲ့ကြအော်ပြီးဒါကြောင့်မို့ကလေးတွေကျွန်တော်ကအပြစ်မတင်နဲ့သူတို့ကိုဒိဋ္ဌာကစားကွင်းလုပ်ပြီးပါစာကြီးတိုင်းနဲ့ကစားကုန်နဲ့နီးရမယ်ပြီးတော့ကလေးတွေပါလားလာတယ်ဆရာတဲ့ဘယ်နဲ့နေလို့ဆိုနည်းနည်းတော့သိခံရတာပေါ့ဆရာကြီးတဲ့ဘယ်လိုသိခံရကလေးရဆော့လို့လားဟုတ်ဘူးတဲ့တခါကြီးကသမီးကအမှန်တမ်းပြောလို့ရှိရင်9 နာရီဆိုသမီးစာကြီးတိုင်းပြေးရမယ်ပြန်ရမယ်တဲ့ဒါမှမဟုတ်တခါကြီး9 နာရီထိုးသည့်အချိန်ခေါအဲ့ကလေးတွေဒီတော့အမခဏလေးတော့ကျွန်တော်မပြီးတတ်သေးလို့နော်အမခဏလေးနော်ခါကြီးရတယ်သူတို့ခဏလေးကိုကသိခံရတာပေါ့တဲ့တခါကြီးနိုင်ဝဲလောက်ကြတယ်ဒီပေါ်သမီးရေကုသိုလ်ရတယ်လို့အောက်ပြီပါပြုတ်ပြီးတော့ကြာစာအုပ်တီးကြဟာရှာသိအောင်ကြာကောင်းတာသမီးတဲ့စီတဲ့ဥစ္စာမှာသမီးတဲ့ညီတယ်ကြီးတော့ထပ်တာပြီးတဲ့ပြီးကြတယ်မှာတခါမျက်စိတွေကိုလှည့်ပြီးတော့ဖြားတွေပဲအကုန်လုံးသိပြီသူတို့လောက်သွားတာတော့တဲ့သမီးတစ်ခါမှမလုပ်ပါဘူးဟာကြည်လားသူတို့တာဝန်ကိုသူတို့သိလာတယ်တစ်ဖက်သားကိုအခွင့်အရေးတောင်းတယ်အဲ့ဒီအခွင့်အရေးရကိုတော့ကစားနည်းနည်းထပ်ကြည့်ပြသေးလို့ခွင့်ရတောင်းတယ်အဲ့ဒီအခွင့်အရေးရအဲ့ဒီအမကြီးကိုသူရောရေးပေးတယ်ကလေးတွေနော်အားဟုတ်တဲ့သိကောင်းတယ်နော်ဒါကြောင့်မို့လို့သူတို့ကိုပြောခဲ့တယ်ရှိတယ်သမီးလို့ကလေးတွေကိုလူရတွင်းမှာသမီးကလေးတွေကိုလူရမသွင်းလို့ရှိရင်ခွေးရဝင်သွားမှာပေါ့လူရသွင်းရတယ်သူတို့အတိမတ်ပြရတယ်ကလေးတိုင်းဟာသူတို့အတိမတ်ပြတယ်မလီသားလေးကလိမ်မာလိုက်တာနော်ဖေဖေဆေးဘက်လေးယူလာပေးတာဟုတ်လားအမလီလိမ်မာလိုက်ဟာဒါရေးကြည့်တယ်ဒါပိုက်ဆံပေးတာလည်းအရေးကြီးတယ်အသိမှတ်ပြရတယ်လူချင်းဟာတယောက်ကိုတယောက်အသိမှတ်ပြုခြင်းအပြင်ရှင်သန်နေကြတယ်ဆိုတော့သဘောပေါက်ပါဒီလိုပါဇက်ကနေ thank you ဆိုမျိုးလုပ်ပါတယ် thank you ဆိုတော့ဟုတ်ပါမှန်မှန်အသိမှတ်ပြုတာဒါမလို့ပြောရတာပေါ့ခု OBJ ဆိုရင်လည်းဒီလိုပြောကြည့် OBJ ကျေးဇူးတင်တယ်ဟိုမဲ့ကိုဖရဲကောင်ဟိုကောင်ကပ္ပိယလို့ခေါ်တယ်အဲ့ကပ္ပိယတိတ်နိုင်ဆိုသူပြောလာတယ်ကျွန်တော်အသိမှတ်ပြုတယ်သူဒါအသိမှတ်ပြုတာပဲရေးကြည့်တာအဲ့တော့ပြန်ပြောချင်တာစာကြီးလိုက်ဖွဲ့ပါနောက်ပြီးတော့လူတွေကတော့ကျွန်တော်ရွာကိုစမ်းကြည့်ပြီးလုပ်ကြည့်တယ်ဖြစ်မလားမသိသေးဘူးပြီးွားကျုံးမှာပဲကရွာအင်ဂျီဘယ်လောက်ရှိလဲလို့ပဲဒီခါကျအင်ဂျီကဘာလို့ရှိ2000ကျော်လောက်ရှိမိသားစုဘယ်လောက်ရှိပါမိသားစုက2000ကျော်မှာပေါ့ဆရာလေ
မင်းတို့အဲ့မိသားစုတစုဒီစာကြီးလိုက်တော့တလောက်လို့ပြောလို့လက်ဖေးတစ်ခွက်ဖို့ပေးပါလို့တော်ပြီပိုးမနှောင်းနဲ့နော်လို့နှစ်ခွက်ဖို့မနှောင်းတလောက်ကိုလက်ဖေးတစ်ခွက်ဖို့ပဲပေးလို့မင်းတို့လက်ဖေးတစ်ခွက်ဘယ်လောက်ပြော200တဲ့အဲ့200ပုတ်ပါ200လို့သွားမပြောနဲ့နော်လို့လက်ဖေးတစ်ခွက်ဖို့လှူပါလို့ပြော200ဆိုရင်ပိုက်ဆံဖြစ်သွားတယ်လက်ဖေးတစ်ခွက်ဖို့ဆိုနားတာတယ်ဒါမှသူ့ပြောရဲ့လက်ဖေးဈေးတဲ့နောက်ထပ်တက်မှာနော်လို့ပြောခဲ့လို့အဲ့ဒါကူကိုက်ကြည့်လားအိမ်တော်စုကိုကျွန်တော်ပြောမယ်100ရှိရင်တအိမ်ကိုလက်ဖေးတစ်ခွက်200နဲ့ဆိုအိမ်တော်စု100ရှိရင်2000ဟုတ်လားကဲတကယ်လို့1000ရှိလို့ရှိရင်2သိန်းပေးစမ်းပါလေစာရေးလိုက်ခုတယောက်တည်းမကောက်ဘူးကွန်ပျူတာနောက်ထပ်တစ်လုံးနှလုံးဝယ်နိုင်သေးတယ်9လသိကွန်ပျူတာနဲ့တော့ OBJ တော့ OBJ အမေအရင်ကစာအုပ်ထားတယ်ခင်ဗျားစာအုပ်ထားတာဘယ်လောက်ရှိတယ်ပြန်မပေးဘူးနော်ဟာဟုတ်လားခင်ဗျားပြန်ပြီးပါဦးဂုယူချင်းအဲ့ဒါပြန်ယူရပါဟာဒီ OBJ ဆိုနေ့တိုင်းတန်းဖြစ်တယ်ဒါလွယ်လေးရဲ့အဲ့ဒီဥစ္စာလဲတင်းတဲ့ဥစ္စာလဲမခက်ဘူးခုစာရေးလိုက်ကိုလုတ်ကြည့်တော့မှလားဘယ်သူလုတ်လဲကိုင်းဖះရွှေချလိုက်လို့ရှိရင်ချက်ချင်းကမန်းကရန်နိဗ္ဗာန်ရောက်တော့မှကြာတာနှလုံးသားကြာရွှေမချဘူးလူငယ်တွေရဲ့နှလုံးသားကိုရွှေချမှအနာဂတ်တော့ပါဖះကြီးရွှေချနေတော့ခုနကပြောတဲ့လူငယ်တွေကိုရွှေမချလို့ရှိရင်ခုနကအင်ဒိုနီးရှားဖះတွေလိုပဲပြလိုက်ဖြစ်သွားတယ်အခုကြတော့တွေ့တဲ့အတိုင်းပဲတောင်ပေါ်မှာဖះတက်လက်လက်နဲ့အောက်ကချင်းတွေကခရိယံဖြစ်နေခြေခွဲစရာထားပါတော့အဲ့တော့လူငယ်တွေဒီနေ့ညလူငယ်တွေတည်ပြီးပြောမှာခု7 နာရီတဆိုးပါနေတော့ကြတော့လေးလေးစိတ်ရင်းမှဆိုတယ်အရင်ကဘုန်းကြီးတစ်ပါးတရားဟောတဲ့ခါကျတရားမချတော်နဲ့မချနိုင်တော့မိမတယောက်ကသူကလေးယူဝင်တဲ့အိတ်ပြောနေကလေးကိုစိတ်ဆွဲဆိုခေါ်တော့မှသိချင်းစိုးတိတ်နဲ့ဖေကကိုထက်တီတရားမချသေးဘူးလို့ပြောခုလေအဲ့တော့လူငယ်တွေကိုပြောချင်တာမင်းတို့ပညာသင်ပါပညာသင်တဲ့ဥစ္စာမှာပထမဆုံးအချက်ကပေါ့အသက်ရှည်ဖို့တည်းကျမ်းမအောင်နေဖို့လို့ဆိုတာပညာတတ်ပညာမတတ်လို့ရှိရင်ခု AIDS ဖြစ်တဲ့သူတွေ HIV ဖြစ်တဲ့သူတွေဒီသဘာဝကြီးကမင်း nature strike back ဆိုတာရှိတယ်သဘာဝကပြန်တုတ်ပြန်တယ်မင်းပလေယောဂဟောဟာပလေယောဂကုတဲ့စီပေါ်လာတယ်ဟာကြောက်ယောဂကုတဲ့စီပေါ်လာတယ်ကာလာရောကုတဲ့စီပေါ်လိုက်တယ်နောက်ကျသဘာဝကပြန်ကြည့်ရတာမင်းကကာလာယောဂနိုင်လား all right ဒါဖြင့် AIDS ခွာချရတော့ခုဘာလို့မှမသိသဘာဝအမြဲတမ်းပတ်နေတာမင်းကိုသဘာဝသတ်ဖို့အမြဲတမ်းကြိုးစားနေတယ်ဆိုသတိထားပါမင်းပညာရှိဖို့လိုတယ်ပညာရှိမှအဲ့သက်ရှင်ကလွတ်လိမ့်မယ်အဲ့ဒါကြက်သဘောပေါ့ပါနားလေလားကိုပြောရတာကောင်လေးတွေဟိုကောင်မလေးတွေလည်းပါတယ်နင်တို့လည်းဆိုင်တယ်ဒီကိစ္စအဲ့သဘာဝ nature strikes back သိလား OBJ ကသဘာဝဘယ်တော့မှဆိုပြန်ပြီးတုံ့ပြန်သူကငြိမ်းနေတာမဟုတ်ဘူးမင်းလူတွေကိုအသက်တော်မတော်အောင်လုပ်နေမှာပဲသက်တမ်းဒီကဘာကြောင့်လုပ်နေတဲ့သဘာဝချမှာတို့ဒီကဘာကိုပြောတာဒီမြင့်ကဘာဆိုတော့မသိဘူးငါမပြောတာတို့ဒီကဘာကတော့တိုက်တယ် nature strikes back တုံ့ပြန်နေတာပဲမင်းကကာလာယောဂနိုင်တယ် syphilis နိုင်တယ်ကနိုးနိုင်တယ်ဘာညာရှန်ကာနိုင်တယ် all right ကြောက်ယောဂကုသွားပြီးနိုင်ပြီပရိယောဂကုနိုင်တယ်ကာလာဝင်းယောဂနိုင်တယ် all right မင်း AIDS ကဘာလို့လဲဟာကုဒုက္ခရောက်တဘာဝလာမှာအဲ့ဒီ AIDS ကိုနိုင်လို့မို့လို့အဲ့ဒါနိုင်ပြီးလို့ရှင်နောက်တစ်မျိုးလာမှာပဲဘယ်ယောဂမှတော့မသိဘူးလာမှာပဲအဲ့ဒါပဲအဲ့တော့သဘာဝကြီးကပြန်ပြီးတော့မင်းကိုတုံ့ပြန်တယ်မင်းကိုတတ်မဲ့ကိစ္စတွေကိုပညာရှိမှမင်းရှောင်နိုင်မယ်ဆိုတော့သဘောပေါက်ပါလူငယ်တွေကောင်းပြီဒါကြောင့်ပညာကိုသင်ပါအဲ့တော့လူငယ်တွေအဖို့မှာအရေးကြီးဆုံးအချက်ကလေးပြောတော့အဲ့တော့ပညာတတ်ပြီအသွေးလည်းရှိပြီနောက်ပြီးတော့မင်းကိုမင်းလည်းထိမ့်သိမ့်နေတဲ့အခြေအနေရောက်ပြီအဲ့ဒီမှာဘာလို့လာလဲဆိုတော့အသက်ရှင်တယ်ဒါမှလူလိုအသက်ရှင်မှုလိုလာတယ်ဒီမှာလာပြီအသက်ရှင်တယ်ဒါမှလူလိုအသက်ရှင်မှုလိုလာတယ်အဲ့လူလိုအသက်ရှင်မှုဥစ္စာတွေမှာအရေးကြီးဆုံးအချက်ကြီး၃ချက်ပဲရှိတယ်အဲ့၃ချက်တော့မင်းတို့မှတ်ချင်မှတ်တာစာနဲ့ရေးဖို့မလိုဒီတိုင်းပါဇက်ကပြောရမယ်မင်းတို့ခေါင်းနဲ့မှတ်မိသွားတယ်အရေးကြီးဆုံးချက်ကလူမှာတစ်ချက်တာဝန်သိရတယ်နှစ်ချက်တာဝန်ယူဝင်ရတယ်သုံးချက်တာဝန်ထမ်းဆောင်နိုင်ရတယ်နံပါတ်1ကဘာလဲတာဝန်သိရတယ်
နှစ်ကပါတော့တာဝန်ယူဝင်ရတယ်သုံးချက်ကတာဝန်ထမ်းဆောင်နေရဟုတ်လားတာဝန်ဆောင်နေရတစ်ကတာဝန်သိရတယ်နှစ်ကတာဝန်ယူဝင်ရတယ်သုံးကတာဝန်ဆောင်နေရတယ်တာဝန်သိခြင်းဒီကိုခြင်းပဲကိုခြင်းတရားဆိုတာဝန်သိခြင်းပဲဘာမှမဟုတ်ကိုခြင်းတရားဆိုတာဝန်သိတယ်မင်းသာသမီလားသာသမီတာဝန်သိမင်းမိဘလားမိဘတာဝန်သိရဟန်းတော်များမှာကြတော့အဲ့ဒီကိုခြင်းဟာသိများလုံးအကြည့်လို့229သောသိခါဘူးဆိုမင်းတို့ကြားဘူးလိမ့်မယ်ကိုရင်ဆိုရင်လည်းပဲအဲ့တိုင်းပဲဟုတ်လားကိုရင်လေးကစပြီးတော့သိခိရလို့ခေါ်တယ်စားတာတောက်တာအစသူ့တာဝန်လေးနဲ့သူသိရတယ်စပုကာရကံဆဆအတံပြုလိနာဘုဇိတမိမစားသူကာရကံရှုပ်အတံပြုလိနာဘုဇိတမိမစားသူပါလားတောင်းအဲ့မှာသူတို့ကြတော့ပိုးများတို့လူတွေမှာကြသူတို့တော့မများဘူးရားတော့လည်းမများဘူးကိုယ်လည်းမများဘူးဒါမဲ့မင်းမိဘတာဝန်သိရမယ်ကျောင်းသားတာဝန်သိရမယ်မင်းကျောင်းဆရာပြန်ကျောင်းဆရာတာဝန်သိကိုတာဝန်ကိုသိခြင်းသည်ကိုခြင်းတရားပဲတာဝန်မဲ့လို့ရှိရင်ကိုခြင်းတရားမဲ့သွားတယ်အဲ့ဒါမှတ်တာတာဝန်သိခြင်းဒီပါတော့ကိုခြင်းနော်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူဝင်းခြင်းဒီတတ္တိအဲ့တတ္တိမရှိတဲ့ကောင်ကတာဝန်မယူဘူးယောက်ျားတယောက်ဟာမိန်းမယူလိုက်ပြီဆိုလို့ရှိရင်သူ့မှာအလိုလိုနေရင်တာဝန်ရှိတာအဲ့ဒီမိန်းမကိုလှုပ်ကြွေးရမယ်ပထမဆုံးနေ့ချက်ကမွေးလာတဲ့သာသမီကြွေးရမယ်အဲ့ဒီတာဝန်မဲ့သောမိဘရဲ့သာသမီဖြစ်ရခြင်းဒီငရဲတာဝန်မဲ့သောသာသမီရဲ့မိဘဖြစ်ရခြင်းဒီလည်းငရဲဘာမှမကောင်းဘူးတာဝန်မဲ့သောမိဘရဲ့သာသမီဖြစ်ရခြင်းဒီလည်းဆင်းရဲခြင်းတာဝန်မဲ့သောသာသမီရဲ့မိဘဖြစ်ရခြင်းဒီလည်းဆင်းရဲခြင်းပဲအဲ့ဒါကြောင့်တာဝန်သိခြင်းဒီကိုခြင်းနောက်တစ်ခါတာဝန်ယူဝင်ခြင်းဒီတတ္တိဘုရားအောင်ဆန်းဟုတ်ပြီဒီလိုပဲငါတို့ဒီနိုင်ငံတော်နဲ့လူမျိုးတွေထားဆောင်ပါအာဓမိငါလည်းမပါညာဘုရားအောင်ဆန်းဘာလုပ်လဲတော်လန်ရေးအတွက်စစ်ထက်ကနေတဲ့ခါကျတော့ဒါရဲဘော်ဒီပါဒီသစ္စာ၄ချက်ဆိုတာအကုန်လုံးသိပြီးသားအဲ့မှာဘုရားအောင်ဆန်းကသိတဲ့အတိုင်းမှာသူ့မျက်နှာကြီးကလည်းဒီလူကစူးအောင်မျက်နှာကြီးဓာတ်ပုံထဲမှာတစ်ခါပဲရည်ဘူးတယ်ဘယ်တော့မှရည်ဘူးဆိုဟိုကချင်မာလေးတွေနဲ့ဓာတ်ပုံရဲတွေပွဲပဲရည်ဘူးကချင်မာလေးတွေဓာတ်ပုံရဲအဲ့ဒါရည်လုံးလုံးထင်းမနေနဲ့ဘေးကကချင်တယောက်ကနေပြီးတော့လှမ်းပြောလိုက်တာဘုရားတဲ့ကချင်မာလေးတွေနဲ့တွဲပြီးတော့ဓာတ်ပုံရိုက်တဲ့ကိစ္စကိုတဲ့ဘုရားကတော့တွေ့ရင်တော့ဘုရားတော့မလွယ်ဘူးထင်တယ်ဆိုတော့အဲ့ဒီမှာရက်တဲ့ဓာတ်ပုံဆရာရိုက်တယ်အမှနောက်လိုက်တာကွာဘုရားတဲ့ကချင်မာလေးတွေနဲ့တွဲပြီးဓာတ်ပုံရိုက်တာကိုတွေ့ရင်တော့ဖြင့်တဲ့ဘုရားကတော့တွေ့တာရင်တော့ဘုရားမလွယ်ဘူးထင်တယ်နော်လို့ပြောတော့သူကရက်ဓာတ်ပုံဆရာအဲ့မှာရိုက်တာအဲ့ဟာပဲရှိတယ်ပြုံမလေးနဲ့အဲ့တော့အဲ့ဒီမှာတော်လိုင်းရဲ့စစ်ထွက်မလုပ်တဲ့ခါကျတော့ဘုရားဆောင်ဘာပြောလဲဆိုတော့ယောတို့မင်းတို့ဒီနေ့အစပြီးစစ်တယ်ဂျပန်ရှိမှပြောခဲ့တယ်ဆိုလို့မင်းတို့အနိကဆုံးရန်သူကိုရှားပြီးတိုက်ကြဒါပဲမင်းတို့တွေဘာရမလဲကျိုးမယ်ကမ်းမယ်ဒဏ်ရာရမယ်သေမယ်အဲ့ဒါမင်းတို့ဆုလက်ပဲတဲ့ငါလည်းမင်းတို့နဲ့လိုက်ပြီးသွားပြီတလုံးနဲ့ပဲငါလည်းမင်းတို့နဲ့လိုက်မယ်ပြီးသွားပြီတာဝန်ယူဝင်တယ်သတ္တိကောင်းတာငါတမ်းပြီးငါလူတို့ငါချမလို့တဲ့ငါ့ဘက်ကိုစွန့်လို့ရဒီလောက်တော့စဉ်းစားမရသေးဘူးခင်ဗျာဆိုမျိုးမဟုတ်တာဝန်သိခြင်းသည်ကိုခြင်းတာဝန်ယူခြင်းသည်တတ္တိတာဝန်ဆောင်နိုင်ခြင်းသည်စိုင်းတာဝန်ယူဝင်တာလည်းမကောင်းဘူးတာဝန်ကိုဆောင်နိုင်မှာအဲ့ဒီဘုရားအောင်စားကြည့်ဘယ်သူပဲကြည့်ကြည့်တကယ်တရားကောင်းတွေဘုရားတာဝန်ယူတာကြီးပဲအသေးခံသွားတာလူအသေးခံမယ်ကွာငါနာမည်အသေးမခံဘူးဆိုလူကြီးပဲအဲ့တော့တာဝန်ယူနိုင်အောင်ကမင်းတို့တွေကောင်းလေးတွေကောင်းမလေးတွေကတကယ်လို့မိတို့မိသားစုရဲ့တာဝန်ကိုလိုချင်ရင်တာဝန်ကိုထမ်းကျင်ရင်စွမ်းရည်ရှိရတယ်အဲ့စွမ်းရည်ကဘယ်မှာသွားတည်လဲပညာမှာသွားတည်အဲ့ဒီမှာလာပြန်ချုပ်ပြန်ပြီးပညာမရှိလို့ရှိရင်တာဝန်မဆောင်နိုင်ဘူးအဲ့ဒီစွမ်းရည်ဆိုတော့ဘာလို့ဆိုပညာပဲအဲ့တော့အားလုံးချုပ်လို့ရှိရင်ပြောလိုက်ရှင်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူခြင်းဒီတတ္တိ
ဒါဝင်ဆောင်နိုင်ရင်စွန့်ရည်အဲ့တော့ဒီကုန်းကျမှပြောချင်တယ်လေငါဘုရားသက်တော်လေးနဲ့ပြောချင်တယ်မဟာဒုက္ခမင်းတို့ကြားဘူးလေမဟာဒုက္ခကတ္တဖဘုရားလက်ထက်တုန်းကမဟာဒုက္ခအမှန်ဆင်းရဲရှာအဲ့ဒီမှာတန်ဃာစီမှာသွားပြီးတော့မှဆုံးကျွေးရင်တော့တန်ဃာကိုကူးလို့ပြီးတော့မှငါးလေးနှစ်ကောင်ရတော့အဲ့ဒီငါးလေးနှစ်ကောင်နဲ့ကတ္တဖဘုရားကိုဆုံးကတ်ခဲ့တာထားလိုက်ပါတော့အဲ့ဒါနဲ့အဲ့ခုနကပြောမဟာဒုက္ခဂေါရမမြတ်စွာဘုရားလက်ထက်ကျတော့ဘာဖြစ်သွားလဲဆိုတော့သူကပဋိသဖြစ်တယ်ပန္တိတာပညာရှိပေါ့ပဋိသပန္တိကလာနာမှာဆိုပန္တိပေါ့ပန္တိတာဆိုနေမှာရှိဟိုးတဲ့အထုံလေးပါလာတော့အသက်9နှစ်သားရှိတဲ့ခါကျတော့သူ့အမေကိုပူဇော်တယ်အမေကျွန်တော်သင်္ကန်းဝတ်ချင်တယ်မေးရသိချစ်တယ်တူရီတော်သားရဲ့မွေးပါနဲ့အမေတို့နဲ့နေရတာမပြောတော့ဟုတ်ကျွန်တော်သင်္ကန်းဝတ်ချင်တယ်ကျွန်တော်ကြောက်ဖို့ပါတော့ဒါအဲ့လိုဆိုရင်ဘယ်လောက်ကြာဝဲမှာကျွန်တော်ဝတ်ချင်တော့ဟုတ်သားခွင့်ပြုပါမယ်9ရက်ထဲဝတ်တော့တာ9ရက်ရှိရင်တော့မမေ့စီပြန်လာခဲ့နော်အဲ့ဒီမှာစဉ်းစားကောင်းပါပြီမိုးရတာနဲ့ဆိုတော့9ရက်ဆိုမဆိုးပါဘူးကောင်းပါပြီမေကျွန်တော်9ရက်ရှိထွက်ခဲ့ပါအဲ့ဒီမှာသွားတဲ့ခါကျမှဘုသူစီရောက်သွားလဲဆိုတာရှင်သာရိပုတ္တရာဥပိ္ပဇေဆရာဆိုမင်းတို့စကားနဲ့ပဲဂတ်ဒီယန်ပေါ့ဂတ်ဒီယန်စောက်ရှောက်ထိသိသူပေါ့ဒီချိန်ဒီလိုဝေးရတယ်သင်္ကန်းကိုဝင်းကြီးဆိုရုံရတယ်အဲ့ဒီမှာစားတဲ့ခါဒီလိုစားတယ်ဝိတ္တခါဒီလိုဝေးရတယ်သင်္ကန်းကိုဘယ်လိုခံရတယ်ဘယ်လိုဝေးတယ်တပိတ်ကိုဝေးတယ်အဲ့ဒါတွေအကုန်လုံးတွန်သေးပြီးတဲ့ဥစ္စာဥပိ္ပဇေဆရာလို့ခေါ်တယ်ဂတ်ဒီယန်ပေါ့အနိကကြီးချက်ပေးသူဆိုတော့ရှင်သာရိပုတ္တရာလက်ရယံကိုလိုကြီးဖြစ်တော့အဲ့ဒါနဲ့အဲ့ဒီကျ9ရက်စီလာတော့ကသူကယထာပေါင်းချုပ်ဆိုအမိုးကာပါရယထာနဲ့လာခဲ့တာကျောင်းကပြန်တော့မယ်ဆိုရှင်သာရိပုတ္တရာမင်းအိပ်ပြားမှာမလားလူတွေမှာပြန်တော့ကပ်ပြိုးတဲ့ငါနဲ့လိုက်ခဲ့တော့ဗောငါလည်းလိုက်ခင်မယ်ငါလည်းဆုံးကသွားရင်ဗောဆိုတော့သွားတဲ့ခါကျလူတွေသွားတော့လေကွင်းကြီးတွေဖြတ်သွားလေကွင်းကြီးလည်းဒီလိုပေါ့ခုလိုအချိန်မျိုးပေါ့နရောတို့ဘာလို့လို့ပေါ့ပြာစိုးလို့ပေါ့လေကွင်းနဲ့စိမ့်လို့စိုးလို့ပဝန်းကျင်ကိုခေါ်တယ်ကြီးသရရရာတိပဝန်းကျင်ကောင်းကြီးထုံးကကြီးလင်းပြီးတော့စိတ်ဆိုးပြီးတော့နေတဲ့ပဝန်းကျင်ကြီးထဲမှာဖြတ်သွားတဲ့ခါကျတော့ရှိကလည်းပဲရှင်သာရိပုတ္တရာကိုတော်ကြီးကသင်္ကန်းတော်ကြီးလွင့်နဲ့နောက်ကကိုရင်လေးပဏိတာကလည်းသင်္ကန်းလေးမနိုင်တနိုင်နဲ့ကိုယ်ဖားနဲ့လိုက်သွားရင်ကနေပြည့်တဲ့ခါကျတတိတာဆိုတော့ဒီလေဝင်းနေမမြင်ဘူးလျှောက်သွားရင်လည်းရေတွေကစီးနေရေမြောင်းကိုတွေ့တယ်အရှင်ဘုရားအဲ့ဒါဘာလဲဖေရှင်သက်ပေါ်ကြည့်ရေမြောင်းကွယ်အဲ့ရေမြောင်းကဘာလို့ထားလဲဖေကွယ်ရေကိုလူချင်းတဲ့ရောင်းမြောင်းသွယ်ပေးတာပေါ့အရှင်ဘုရားအဲ့ဒီလိုမြောင်းသွယ်လိုက်တဲ့အခါကျတော့ရေကလူချင်းတဲ့နေရာရောက်လာဖေရောက်တာပေါ့ကွယ်အရှင်ဘုရားအဲ့ရေတဲ့စိတ်ရှိတာရင်ဘယ်ရှိမလဲဟာဆက်သွားတော့မုတ်ဆိုးကြီးတောက်ကမြားလေးကိုမိခင်လိုက်မျက်လုံးလေးတစ်ဖိတ်လိုက်မိတ်လိုက်ဖြောင်းလိုက်လုံတာရှင်ရအဲ့လူကြီးဘာလုံတာလဲဖေမြားဖြောင်းတာဟုတ်လားဘာလို့ဖို့ဖြောင်းတာခွဲသူကမုတ်ဆိုးလီမြားကိုဖြောင်းတော့လူရပြေးတာပေါ့အဲ့လိုမိပိတ်ပြီးဖြောင်းလိုက်တော့မြားကလူရပြေးလားဖေပြေးတာပေါ့ကွအဲ့မြားတဲ့စိတ်ရှိလားဖေဘယ်ရှိမလဲတာဆက်လာတော့လူကြီးကြောက်ကတစ်တုံးကြီးတစ်ခုရွေတယ်ဆိုတော့ဒုံနဲ့အကားကြီးခွာပြီးတစ်တုံးကြီးဖြောက်တော့ကောက်နေတဲ့ဟာကြီးဖြောက်တော့ရွေးနေတာအရှင်ဘုရားအဲ့လူကြီးကဒုံနဲ့ဘာခုတ်တော့လဲကွယ်သိရွေတယ်လို့ဘာဖြစ်လို့ရွေတာလဲဗျာတစ်တုံးကနည်းနည်းကောက်တော့ကွယ်အဖြောင်လေးလိုချင်လို့ရွေးပြတာပေါ့အဲ့လိုဖြောက်လိုက်ရွေးလိုက်ခါကျတစ်တုံးကဖြောက်သွားလာပဲဖြောက်တာပေါ့ကွယ်အရှင်ဘုရားအဲ့တစ်တုံးနဲ့စိတ်ရှိလားဗျာဘယ်ရှိမလဲအရှင်ဘုရားတပည့်တော်စိတ်ရှိတယ်ဖေ။စိတ်ရှိပါတယ်တပည့်တော်စိတ်ရှိပါတယ်ဖေ။အရှင်ဘုရားတို့ပြောနေတဲ့မက်ဖို့ကိုတပည့်တော်သင်ပေးသမှာဖေ။တပည့်တော်စိတ်ရှိတယ်ဖေ။ရအောင်ကြိုးစားပါမယ်ဖေ။ရှင်သာရိပုတ္တရာသိတယ်သူ့အကြံစီကိုပြီးတော့လက်ပြန်အောင်ပြန်တော့မှအဲ့ဒီမှာခုနကသတိပဋ္ဌာန်သဘောလို့ဆိုကမ္မထန်ပြင်ပေးတာအဲ့ဒီမှာအာရုံထားပြီးတော့အရှင်ဘုရားပြောတော့ငါဆုံးကသွားအောင်မယ်
ရှင်မြဆုံးခံလို့ရှိရင်ဟိုငကျင်းသားလေးပါတော့ဆုံးခံရင်တော့ဟိုကပါလာတယ်ငကျင်းသားလေးပါတော့ဒီကွယ်ငကျင်းသားကိုစိတ်မရပါနဲ့ကြာကြလေရမှာပေါ့မရလည်းနေမှာပေါ့ငါပြောတဲ့ဥစ္စာလေးအာရုံစိုက်ဆုံးမှာဆိုတော့အဲ့ဒီမှာခရိယစိတ်ကဝီထိကြပြီးတော့ခါအားထုတ်လိုက်ဒီကိစ္စပါနောက်ဆုံးကရသောတပတိမဲ့သဂရာဂာမိမဲ့အနာဂာမိမဲ့လို့ခေါ်တဲ့မဲ့သုံးချမ်းဆိုင်ပြီးနောက်ဆုံးအကြံဖြစ်တဲ့အရဟတမဲ့စိုက်ခါနီးတဲရောက်တဲ့ခါကျတော့အဲ့ချိန်မှာရှင်သာရိပုတ္တရာဆုံးမငါပြန်လာတယ်ပြန်လာရတဲ့ခါကျဘုရားပြီးဘုခလေးမဲ့ဆိုင်တော့ပါဩငါသားသာရိပုတ္တရာပြန်လာလိုက်လို့ရှိရင်ချိုးချောက်ချောက်မြင်လို့ရှိရင်ဘုခလေးမှာအာယုံပြည့်လိမ့်မယ်အဲ့လိုအာယုံမပြည့်အောင်အပြင်မှာနေပြန်တော့လည်းပဲငါသားသာရိပုတ္တရာမှာသမဏသာရုပ်ပါလို့ခေါ်တဲ့ဂန်းတို့ရဲ့တင့်နေခြင်းပြည့်တော့မယ်ခက်ကြောင်ကြောင်ဖြစ်နေတော့မယ်ပေါ့ဆိုတော့ဘုရားဟိုးကျောင်းပရောကိုသွားကြည့်ရှိပါသွားကြတော့ရှင်သာရိပုတ္တရာဘုရားမြေတော့ဘုရားဟောသာရိပုတ္တရာမမဘုရားဆုံးကပြန်လာတော့ဟုတ်ပါတယ်ဘုရားဆုံးကိုမြတ်တယ်မြတ်ပါဆိုတော့သာရိပုတ္တရာငါသိအာမေးကြတခုကြီးဘုရားဒီလိုသူများမေးလို့ရှိရင်ပြောတဲ့အခါရှိတယ်မေးမှပြောတယ်မမေးလို့မလို့ပြောချင်တာရှိရင် तू ကမေးလို့ရှိရင်ဤကဲဆိုတော့ရာဤရာကိုသိတရားကိုသိမိတို့ထိပြုသသမီးသာရိပုတ္တရာအဲ့လိုမေးတာအဲ့လိုမေးတော့မှဘုရားကသူ့ကိုမေးလိုက်ရှင်သာရိပုတ္တရာပြန်ဖြေအဲ့လိုအမေးဖြေလို့ရဆိုသူတို့နှစ်ပါးတရားတထုံးတစ်ဖွဲ့လဲကုံရောခေါင်းကကိုယ်လေးလဲအရဟတမဆရှင်ပါနေလဲပဲအရဟတမဆိုင်ပါအဲ့တော့မင်းတို့တွေကငါပြောချင်တာအထူးဖြင့်ဆရာတော်တို့ကိုထားလိုက်ပါတော့ဗျာကလေးတွေကိုပြောပြတယ်မင်းတို့တွေကငါပြောချင်တာစိတ်မရှိတဲ့ရေတောင်မှမြောင်းတွယ်လို့လိုရရောက်နေသေးရင်စိတ်ရှိတဲ့ငါတို့တွေဟာတမက်တစ်ခုအပထားလို့တက်ကတူတော့ဘာကြောင့်မရမလဲငါတို့ဟာတာဝန်ကြီးဘာကြောင့်မထမ်းနိုင်ရမလဲတာဝန်ထမ်းနိုင်တော့တတ္တိဘာကြောင့်မရှိရမလဲတာဝန်ထမ်းနိုင်တော့စွမ်းရည်ဘာကြောင့်မရှိရမလဲဆိုရင်အနေနဲ့တာဝန်ကိုသိသောတာဝန်ယူဝင်သောတာဝန်ထမ်းဆောင်နိုင်သောစိတ်မရှိတဲ့ရေတောင်မှသွားနိုင်တယ်ငါတို့ဒီလေတာဝန်ပြေတော့ယောက်ျားကောင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားကြပါလို့ပြောရင်ဆရာညီကုန်းချုပ်ပါတယ်